ခင်ဗျားတို့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျိုးစီးပွားအတ္တအတွက်မြန်မာပြည်ကိုချစ်တယ်လို့လိန်နေကြတဲ့လူလိန်တွေပုံများပါတယ်အဲ့ဒီထဲမှာခင်ဗျားမပါအောင်နေဖို့တိုက်တွန်းပါတယ်ကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်ကျွန်တော်ဒီနေ့ကပထမဆုံးကနုပ်ပြောမှာကကောလာဟလာတွေကိုခြေဖြတ်ချင်းပေါ့ဗျာကောလာဟလာတွေဒီပေါက်တက်ကြရတဲ့တွေကိုခြေဖြတ်ချင်းလို့ပဲကျွန်တော်ပြောရင်ပုံမှန်ပါတယ်အဲ့ဒါဘာလို့ဆိုအချမ်းမဟုတ်ဗျကျွန်တော်တို့ရုပ်ရှင်မင်းသားကြီးပေါ့နော်ကိုကြီးမောင်လို့လည်းကျွန်တော်ချစ်စနုခေါ်ကြတဲ့ကိုကြီးမောင်လို့ခေါ်ကြတဲ့ရုပ်ရှင်မင်းသားကြီးဦးနေအောင်နော်ဟိုအင်္ဂလိပ်ဦးနေအောင်သူဆုံးပြီဆိုပြီးတော့ဟိုဘက်ကပြည်အုပ်စုတွေကဖွာကြတယ်ဖွာတာမှတော်တော်ဆိုးတယ်ဗျာတော်တော်ဆိုးတယ်ဖွာတာမှပပစစ်ဖွာကြပြီမနေ့ကစဖွာတာမနေ့ကစဖွာတော့မှထားပါတော့ဟိုဂျာကူလီစိန်လင်းပေါ့စိန်သီးပေါ့ဂျာကူလီစိန်သီးဂျာကူလီစိန်သီးလို့ကျွန်တော်ခေါ်ရင်အကြောင်းရှိရသူများဟိုဟာတွေကိုဂျာကူလီလို့ဒီကောင်ဟိုလက်ရှိအမှုပညာပြည်ထဲမှာရှိနေတော့လည်းအဲ့ဒီလောက်ခဲ့တယ်ဂျာကူလီစိန်သီးဆိုပုံမှန်တယ်အဲ့တော့ဂျာကူလီစိန်သီးကစပြီးတယ်သူကဘယ်လိုရေးလဲဆိုတော့ဦးနေအောင်ယူပဲနော်ကိုကြီးမောင်နဲ့တခိုင်းလိုက်သွားမှာတော့ဦးမင်းအောင်နိုင်ကသူကဟိုပြောချင်တာပြောရဲနေတော့ကိုကြီးမောင်နဲ့တခိုင်းလိုက်သွားမှာဆိုတော့ဟိုတေသွားပြီပေါ့ဗျာဦးနေအောင်တေသွားပြီဆိုတော့သူပြောတယ်ကျန်လူတွေကတော့ဟာတေသွားပြီလားဘာညာဆိုတော့အဲ့တော့ဦးနေအောင်တေသွားပြီဆိုတော့ဘောမျိုးတော့ဝါရဖြတ်တယ်သူရင်လားဆိုတော့သူ့လိုပဲအခြားသောတချို့လည်းရေးကြတယ်မှာမြအောင်0မြအောင်လို့ပါတော့စတယ်3ညမြအောင်ပေါ့ဗျာစတယ်3ညပဲဒီကောင်3ညဘာတမိုးမရှိဘူး3ညမြအောင်လို့အစားမဲဦးနေအောင်တေသွားပြီဘာညာဆိုဖွာကြတယ်နေအောင်ဖွာကြတယ်အဲ့မှာစိန်သီးရဲ့အောက်မှာကျတော့တယောက်ကမိတယ်ဆုံးတာတဲ့ဇန်ညွန့်ဆရာနေတောင်းလို့သိရတယ်တဲ့တေချောင်တော့ထပ်ဆုံးစမ်းပါအောင်ဆိုတော့ဘလောက်ဒီကောင်လေးတာဝန်ယူတာဝန်ခံမှုကင်းမယ်လေဘလောက်တော့ဒီဂလိကကြီးအောက်တန်းဆန်လဲဆိုတာကြည့်နော်အဲ့လိုတယောက်ကတေချာလေးလာထောက်တာဘယ်လိုပြောလဲဆိုတော့တချို့ကိစ္စတွေကတက်တက်မမျောပေးလိုက်တာပါတဲ့မျောပေးလိုက်တာခမရတယ်အဓိကပါခမရတယ်ပြောရင်ဗျာသူဟာမှားတယ်ဆိုတော့ဝင်မခံဘူးသူတရင်မဟုတ်ဘူးဆိုတော့ဝင်မခံဘူးသူပြောတဲ့ဟာနေအောင်ဆုံးပြီးသိပြီးလို့ပြောတဲ့ဟာမဟုတ်ဘူးလို့တယောက်ကလာပြောတာဘူးဝင်မခံဘူးတမင်ရေးတာကြည့်ဝင်မခံတမင်ရေးတာဗီဇကိုကလေးကတမင်ကိုသူကဘာလဲဆိုတော့မဟုတ်တာလုပ်ရင်တမင်လုပ်မှာဒီကောင်ဒီလိုဗီဇမျိုးအခုလက်ရှိကျွန်တော်တို့သိရတော့ဒီစိန်သီးတို့ကလည်းအဲ့ဒီဟိုမှာနေနေရတာလေအဲ့လို social media ဘောကနေပြီးတော့သူတို့နောက်ကနေ control လုပ်ပြီးတော့ထိန်းချုပ်နေတဲ့အဖွဲ့တစ်ဖွဲ့ရှိတယ်လို့ကျွန်တော်ကြားတယ်အဲ့အဖွဲ့တွေကသူ့ပတ်စံပေးပြီးထိန်းချုပ်တယ်သူတို့အပါဝင်ပြည်တွင်းကနေပြီးတော့အစဒီ21နိုင်ငံခင်းဖြစ်တဲ့ချိန်မှာပြပောက်ထွက်ပြေးသွားတဲ့အဖွဲ့အမှုပြန်ရှင်တွေရှိတယ်ထင်ရှားကြော်ကြားတွေရှိတယ်အဲ့ဒီအုပ်စုတွေကိုနောက်ွယ်နေပတ်စံပေးပြီးကြိုးကင်တဲ့အဖွဲ့ရှိတယ်အဲ့ဒီအုပ်စုကပတ်စံပေးကြိုးကင်ပြီးတော့ဝါရဖြတ်ခိုင်းတာတွေရှိတယ်ကျွန်တော်တရက်ရက်မှာတော့အတန်ဖိုင်လေးကိုနည်းနည်းလေးကျွန်တော်တကယ်ဖြစ်ခဲ့ရတဲ့ကိုရင်ကြုံခဲ့တဲ့အမှုပြန်ရှင်သမားတွေတယောက်ရဲ့အတန်ဖိုင်လေးကိုကျွန်တော်နည်းနည်းလေးဟိုအတန်နည်းနည်းမတူအောင်လို့ကျွန်တော်ချိန်ပြီးတော့တရက်ကျွန်တော်တင်ပြီးမိနေမယ်ဘာလို့ဆိုတော့အဲ့တော့ပုံလင်းသူဝန်ခံတာသူတို့အဲ့ဒီလောက်ခဲ့ရတယ်ဆိုတော့ဝန်ခံတာအဲ့မှုပြန်ရှင်တယောက်ကနော်အဲ့တော့ထားပါတော့အဲ့ဒါစိန်သီးတို့ကအဲ့လိုရေးတင်လာတော့ဘာမှမဖြစ်တဲ့လူကိုတေပြီးလို့ပြောတော့ဗျာကျွန်တော်စဉ်းစားတာဒီကောင်လေးရဲ့ဟိုဘယ်လိုခေါ်လဲမစ္စရစိတ်အကုသို့ကြီးမှုကြီးကြောက်စရာကြီးတောင်းတဲ့အကုသို့ကြီးပြီးတော့ဦးနေအောင်ကြီးကအသက်က86နှစ်ရှိပြီစိန်သီးကဦးနေအောင်သားလောက်ပဲရခရိုင်းပြောရင်ဟိုပြောဟွာစိန်သီးအမေကဦးနေအောင်ကကြိတ်လိုက်လို့ရှိရင်ဒါစိန်သီးကသူသားလောက်ပဲရှိတယ်နော်ဒါအဲ့လောက်ပဲရှိတယ်စိန်သီးကဆိုတော့ဒီစိန်သီးတို့အုပ်စုကဘာဖြစ်နေလဲဆိုတော့ဒီလိုမျိုးအဲ့လိုရေးပြီးတော့ဝါရဖြန့်ပြီးလူတွေကြားထဲမှာဒီတိုးလို့နဲ့ဒီပေါက်တက်ခဲ့ရတဲ့တင်းတွေဖွာတဲ့အလုပ်ကိုတစ်ချိန်လုံးထိုင်လုပ်တယ်ဒါပဲလုပ်တယ်သူတို့မှာဘာလို့ဆိုဒါပဲသူတို့လောက်ကအဲ့ဒါပဲဘာမှဒီဒေါ်လာရေးတွေဘာမှဒီဆက်ရနေရှုပ်ကြပေါက်ကြပဲပြောပြီးဒီပဲနေတာအဲ့တော့ဦးနေအောင်ကွယ်လွန်လားဆိုတော့ကွယ်လွန်ခြင်းမရှိဘူးမရှိတဲ့အတွက်ဘလို့မရှိလဲမင်းကျွန်တော်ကတခါမရှိဘူးပြောရင်အထောက်ထားဖြစ်မှာဆိုလို့ရှင်းပိုင်းမရှိဘူးဆိုတော့ဘလောက်ခိုင်မှလဲမလို့ဦးကြောက်တောင်ဆိုတော့ရခိုင်ကတောင်ကုတ်ကတတိယပြောနော် तू ကရေးတင်ထားတယ်ပြန်ပြီးတော့ကိုငိမ့်မောင်မသေးပါတဲ့ तू တော့ရေးတင်ထားတယ်နော်1950ခုနှစ်မှာမွေးပါသည်တဲ့ခင်တန်းတုတဲ့9နှစ်ငယ်ပါသည်တဲ့ဝါဝင်းရွှေတဲ့10နှစ်ငယ်ပါသည်တဲ့လိုင်းပေါ်မှာတဲ့မနေ့ကကိုနေအောင်တည်တယ်လို့တင်ထားတာတွေ့တယ်တဲ့မယုံကြည်ပါတဲ့ဒီမနေ့လေကိုနေအောင်တည်တယ်လို့အများပြောတယ်တဲ့စိတ်ကိုမယုံချက်ကတည်းကဘာဖြစ်နေပြောပြီးတော့သူအဲ့ဒါကိုနေအောင်အိမ်သူဖုန်းဆက်တယ်တဲ့အဲ့တော့ကိုနေအောင်ရဲ့အိမ်ဖုန်းဆက်တဲ့ခါမှာတဲ့နော်ကိုနေအောင်မသေးတဲ့ယုံကြည်ချက်ရှိတဲ့အတွက်သူဖုန်းဆက်လိုက်တဲ့ခါမှာကိုနေအောင်ကျမ်းမာသာအလုပ်လုပ်နေလို့သိရပါတယ်တဲ့ခင်မလာမှာကြာပြီဖြစ်လို့ဘာညာပဲစသဖြင့်ပြောတာတွေ့ရတယ်ကဲထားပါတဏ္ဍဖတ်ပြတော့ဆိုတော့ဒါကအဲ့တရင်ကြတော့ဦးကြောက်တော်ကသူနဲ့လည်းခင်မရင်းနှီးတဲ့လူဖြစ်တဲ့အတွက်ကိုနေအောင်ရှင်နေလို့ရှိရင်သူကလှန့်ဖုန်းဆက်မိလိုက်တော့မှဥပမာကျမ်းမာတော့အလုံးနေပါတယ်ဆိုတော့ဦးကြောက်တော်ပြန်တင်တယ်အဲ့တော့ဦးကြောက်တော်ပြန်တင်တဲ့ခါကျဦးကြောက်တော်ကြီးကိုလူတွေကဝိုင်းပြီးတွေ့မှာပေါ့ဗျာသွားတွေ့မှာပေါ့သူရခိုင်နယ်လည်းသူ့ကိုတွေ့မယ်အခြားဒီဘက်ကတွေ့မယ်ဒီပိန်းအပုံးလေးများအုပ်ကလည်းတွေ့မယ်အဲ့တော့ဝိုင်းတွေ့ကြအောင်ပေါ့ဘာလို့ဆိုတော့သူတို့တင်တဲ့တဲ့ကိုပြန်ခြေဖြတ်ပေးရကောင်းလားစစ်တပ်ဖော်မှသူသွားတွေ့မှာပေါ့ဆိုတော့သူတို့အုပ်စုတွေရဲ့ပြဿနာအဲ့ဒါပဲဗျလူတို့ကိုအမှန်တရားအတိုင်းပေးသိဖို့ဆန္ဒမရှိဘူးတကယ်အဖြစ်မှန်တိုင်းပေးသိဖို့ဆန္ဒမရှိဘူးသူတို့ပြောချင်တဲ့ guideline နောက်မှာလူတွေရိုးဖြစ်သွားပြီးတော့ဒါပဲလူတွေသွေးဆူသွားမှာဖြစ်သွားပြီးတော့ဒါပဲဒီလောက်ပဲသူလုပ်ကြတော့ဆိုတော့သူတို့ရဲ့ပြည်သူလူထုပေါ်ထားတဲ့စိတ်စေတနာရုပ်ကမ်းမှုကြီးကဘယ်လောက်ဆိုးလဲဆိုတော့အဲ့ဒါကိုတွေ့ပြောချင်တာပြီးတော့စိန်သီးကတစ်ချိန်လုံးဒီဘက်ပြည်တွင်းမှာကြံနေခဲ့တဲ့အမှုပညာရှင်တွေကိုသူကဟိုရှောက်ပြီးတော့ပုံစံမျိုးစုံနဲ့ရေပြောဆိုနေပေမဲ့သူ့ဆရာဇာကနာကိုတခွန်းအောင်သူမရေးဘူးသူ့ဆရာဇာကနာကိုတခွန်းအောင်သူမရေးဘူးစိန်သီးကခင်ဗျားအားသိစရာကောင်းတော့နော်ပြချင်တာသူ့ဆရာဇာကနာကိုသူတလုံးမှမရေးဘူးအဲ့တော့မရေးလို့ဆိုရင်ရေးစေချင်လို့လားလို့ကျွန်တော်ကပြောလိုက်မယ်ဘာလို့ဆိုတော့ဟိုဒိုက်တာမောင်မျိုးမင်းယူနေပြတဲ့တခါဆုံးတော့ကျွန်တော်ကမင်းမော်ကောင်ကဟ
ဟိုမပြောဘူးပေါ့မိမကွာဒီမမျိုးရင်တို့မပြောပါဘူးလို့မပြောဘူးလို့ကျွန်တော်ပြောတော့ကျွန်တော်တနေရာမှာတွေ့တော့တခါဒါတွေဆက်ဆက်တုံးကျွန်တော်ရန်တွေ့ရအောင်ရန်တွေ့တော့မဟုတ်ပါပြန်ပြောတော့ကိုကျော်မင်းကဘာလဲပြောစေချင်တာလားခင်ဗျာကျွန်တော်မိမကပြောတာပြောစေဆက်စေချင်လို့ပဲဆိုတော့မပြောလို့မပြောဘူးပြောတာလေမပြောလို့မပြောဘူးပြောမှမပြောတာတူတူချင်းမပြောတော့အဲ့လိုပါခုစိန်သီးဆိုလဲဒါမပြောဘူးသူ့ဆရာဇာကနာဆိုတခေါက်မှမပြောဘူးကဲသူ့ဆရာဇာကနာတော့မှအဲ့တော့ဟုတ်ပဲသူ့ဆရာဇာကနာမပြောဘူးလားဆိုသူ့တီးလေးသီးကိုဘာပြောသလဲသူ့ကြံခဲ့တဲ့ဒီမှာအသီးတွေကြံခဲ့သေးတယ်သူ့လိုပဲအသီးတွေကလေးသီးတွေကဒါပုတ်ကျွေးပြီးတော့ပုတ်လို့ကျွေးကြသွားတဲ့စိန်သီးပေါ့ဗျာပုတ်လို့ကျွေးကြသွားတဲ့အသီးအဲ့ဒီအသီးကဒီမှာကြံခဲ့တဲ့အသီးလေးသီးတွေကျန်တဲ့3သီးကိုသူတခေါက်မှမပြောဘူးကျန်တဲ့အသီးတွေကိုကျန်တဲ့သီးလားမကြံတယ်တသီးမှသူမပြောဘူးဟိုလူတွေသူ့လိုရပြီတခေါက်မှမပြောဘူးဆိုတော့ဘာလဲဆိုတော့သူတို့ရဲ့ဒီလူတွေကိုကြံခဲ့တဲ့ပြည်တွင်းမှာကြံနေခဲ့တဲ့အမှုပညာရှင်တွေပေါ်မှာပြောဆိုမှုကကွက်ကြားမိုးလို့ပဲငါနဲ့တွဲနေတယ်ငါနဲ့ခင်တယ်ငါမိတ်ဆွေရေးဆိုကောင်ပြောကျန်တဲ့ကောင်ဆိုပြောကျန်တဲ့ကောင်တွဲမယ်ဆိုတော့အစကတည်းကတရေမမှန်ဘူးဆိုတာပြောချင်တာတရေကိုမမှန်တာတရေမှန်ရင်ဘယ်သူမှမဆိုသူပြောရရမယ်သူ့ဆရာခုချိန်ဒီပြည်တွင်းမှာနေတယ်သူပြောရရမယ်သူကျန်တဲ့အသီးတွေရှိတယ်ပြောရရမယ်ဒါပေမဲ့သူမပြောဘူးမပြောကြတဲ့ကျန်တဲ့အမှုပညာရှင်တွေပြောတယ်သူ့ဆရာကြောင့်ပြောဆိုတယ်ဒီကောင်တွေစိတ်နေစိတ်တာမမှန်တာကိုပြောချင်တာဥစားကနာကြီးကိုပြောစေချင်လို့စိတ်နေပြောတာမဟုတ်ဘူးတခါကြရင်လေသူတို့ဟိုအမှုပညာဆိုတဲ့နှုတ်ကြတယ်တအားနှုတ်ကြတယ်ဟိုခံစားမှုတွေတအားနှုတ်ကြတယ်ကျွန်တော်တခုပြောရင်တအားနှုတ်တာနှုတ်ဖတ်နေအောင်ခံစားကြတယ်နှလုံးသားတွေတအားနှုတ်တာနော်ဟိုဆိုတဲ့တခြင်းတွေကလို့ကျွန်တော်တို့ဒေါက်တာတယောက်ကျွန်တော်ပြောတယ်ဟိုပြောလို့ဖြစ်နေဟိုဆိုတဲ့တခြင်းရှိတယ်ဗျာသူတို့လူပညာရှင်အုပ်စုကနှလုံးသားကြည့်ပြီးအုံနောက်ပါမလားဆိုတာအဲ့အုပ်စုတယ်တခြင်းနဲ့မပါတဲ့စကားပေါ့နော်သူတို့မေးဆိုတာလေနှလုံးသားကြည့်ပြီးအုံနောက်ပါမလားဆိုဟုတ်တယ်အဲ့လူပညာရှင်အုပ်စုကနှလုံးသားကြည့်တယ်ဒါပေမဲ့ကျွန်တော်လည်းမသိဘူးပေါ့နော်ဆိုတော့အဲ့စိတ်ကြီးကအဲ့လိုပေါက်တက်ကဖွာတော့ဦးနေအောင်ကျမ်းမှရှိတယ် तू ကအဲ့လိုပြောတော့ဦးနေအောင်ပေါ်အောင်ကျမ်းမအောင်မယ်ကျွန်တော်မယောင်သေးတယ်ပြီးရင်စိတ်ကြီးကိုပဲကျွန်တော်ပြောချင်တာကိုယ့်ဟာကိုယ်ပဲကြမ်းမအောင်နေဘူးလို့နော်ပြည်တွင်းမှာနေတဲ့လူတွေကိုလှိမ့်ပိတ်ပြောနေဦးတယောက်တည်းအရင်ရှောသွားအောင်မယ်လို့ခင်ဗျာကြည့်ကြလို့ဦးတယောက်တည်းအရင်ရှောသွားအောင်မယ်လို့ရှေ့မှာလေဟိုကောင်လေးဟိုဟန်းကားကောင်တွေကတကောင်ရှောသွားပြီမို့လားနော်ရှောသွားပြီပြည်တွင်းမှာနေတဲ့အုပ်စုတွေသူလှော်ရနေဟန်းကောင်နဲ့တကောင်ရှောသွားပြီနောက်တဲ့အကောင်တွေလည်းရှောအောင်ပါခဏသိမကြောင်ရှောအောင်ပါဘာနဲ့ရှောမလဲမေးသူတို့ဘာဖြစ်ပြီးတော့ဒီဘာခေါ်လဲသူတို့စိတ်အလိုမကြမှုတွေစိုက်ကိုဖောက်ပြီးတော့အရက်တောက်မှုယူရန်ကတောက်စားရင်းနဲ့တနေရာမှာလူမတရားပဲတည်အောင်မပူနဲ့စိန်သီးလဲခင်ဗျာဒါသူမိမတော့သူကဟိုဟာရှေ့မှာမူယူနေသူမိမတော့တခြားလူအုံမှာပေါ့ဗျာသူကမူယူနေတော့အုံမှာသူမိမတခြားလူအုံမှာအဲ့တော့စိန်သီးဆိုတဲ့ကောင်လည်းအဲ့လိုကြက်မပြေတာလူအသက်ကသာကြီးလာတာကြီးပေါ်ကြီးကြက်မပြေဘူးဆိုအဲ့ဒါကိုပြောတာတကယ်ကြီးပေါ်ကြက်မပြေဆိုအဲ့ဒီကောင်တကယ်ကိုကြီးပေါ်ကြက်မပြေအခုဦးနေအောင်ကြီးကကောင်းပေါ်ကျမ်းမှာရှိရတော့ပောက်ကရရှောက်ရည်တွေသူများကိုအဲ့လိုပြောတာဗျဒီလူကောင်းနေနော်အဲ့ဒါကိုပြောချင်တာနော်အဲ့တော့ဦးနေအောင်ကျမ်းမှာရှိတယ်စိန်သီးကိုလည်းကျုံတဲ့လူပြောကြမဲဆောက်ကစိန်သီးကိုလည်းကျုံတဲ့လူပြောကြအောင်မဲဆောက်စိန်သီးဟိုမဲဆောက်စိန်သီးဆိုတာလည်းပါခေါ်လဲအပုံးလေးပေါ့အပုံးလေးကြာကူလီစိန်သီးအပုံးလေးအုပ်စုတွေကကြာကူလီစိန်သီးကိုပြောလိုက်အောင်ဦးနေအောင်ကျမ်းမှာရှိတယ်လို့ကိုသာကျမ်းမအောင်နေလို့နော်ဘယ်ချက်ဘယ်သူဓာတ်နဲ့ထိုးလို့သေးတယ်ပြင်မအောင်သေးတယ်စိန်သီးကျွန်တော်မအောင်သေးတယ်နော်မဲဆောက်မှာလည်းသိတဲ့အတိုင်းပဲထားပါတော့ဗျကျွန်တော်သိတယ်မဲဆောက်လည်းချင်းမိုင်လားနှစ်ခုတည်းတစ်ခုပဲကျွန်တော်သိသလောက်မဲဆောက်လည်းကျွန်တော်သိထားပါတယ်ချင်းမိုင်တော့မဖြစ်နိုင်ဘူးကောင်းသူ့စင်တန်ချင်းမိုင်နေမှာစင်တန်မဟုတ်သေးဘူးအဲ့တော့ထားပါတော့အဲ့တော့ဒါတခုအဲ့လိုပဲဒီမတ်ပေါ်တော့ကကောလာလာတဲ့တခုကောလာငိုပေါ်တယ်ကောလာလာဆိုတာကဟိုတနည်းအားနေဆိုတော့ဒီသတင်းဆိုတာဒီပါခေါ်လို့ဆိုသတင်းအတုတွေထုတ်လွှင့်တာပေါ့သတင်းအမှားတွေထုတ်လွှင့်တာပေါ့ဆိုကောလာလာဆိုတာကဟိုထင်အောင်ထင်မှားရေဘက်တမ်းရှိနိုင်သေးတယ်ဟိုသတင်းအမှားကိုတမင်ရွေးရှိထုတ်လွှင့်နေတယ်နောက်ထပ်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့ဟိုဒီရန်ကုန်မှာတိုင်းမှုလုပ်သွားခဲ့တဲ့ဗိုလ်ချုပ်ပြည်စုံလင်းနော်ဗိုလ်ချုပ်ပြည်စုံလင်းနဲ့ပတ်သက်ပြီးတော့ဒီခေတ်တဲ့အပါဝင်ပြည်ပြင်းမီဒီယာတွေရင်းနေကြတယ်ကျွန်တော်ကတော့ပွင့်လည်းပြောနေဗိုလ်ချုပ်ပြည်စုံလင်းနဲ့တစ်ခါမှမဆုံးဘူးတစ်ခါမှကိုမဆုံးဘူးတဲ့ပြင်သူ့မျက်နှာတော့ဘယ်လိုမျက်နှာမျိုးလဲကျွန်တော်မမြင်ဘူးဒါပေမဲ့ကျွန်တော်သိရတဲ့ information ကဟိုသူတို့ရေးသလိုမဟုတ်ဘူးဗိုလ်ချုပ်ပြည်စုံလင်းတို့ကရေးနေကြပါလေသူတို့ကြည့်ရတာဗျာကြည့်ရတာဟိုပေါ့ဟိုရွေးချက်ရှိတမင်ဟိုနာမည်ဖြတ်တာပေါ့နော်ကြားဖြန့်ဆိုပြီးဗိုလ်ချုပ်ပြည်စုံလင်းကကြားဖြန့်နဲ့ပတ်သက်လို့အစ်စ်ခံရပါတယ်ပါညာပေါ့ဗျာဆိုတော့ပြောရတွေ့ရတယ်ဆိုတော့ကျွန်တော်သိတော့ဗိုလ်ချုပ်ပြည်စုံလင်းကကြားဖြန့်လို့ဘာလို့ဆိုပါဝင်ဗိုလ်ချုပ်ပြည်စုံလင်းကဘာမှသူပတ်သက်မှုမရှိဘူးအေးစစ်စစ်ပဲအစ်စ်ခံတာလည်းမရှိဘူးအခုလက်ရှိလေ့ကျင့်ရာကြီးလုံးနဲ့ရှိနေတယ်မကြခင်မှာသူရာထူးတက်အောင်ပါပဲသူကတက်အောင်ပါဒုတိယဗိုလ်ချုပ်ကြီးဖြစ်မယ်လို့ဗိုလ်ချုပ်ပြည်စုံလင်းကဒုတိယဗိုလ်ချုပ်ဖြစ်မယ်လူမကြခင်မှာနော်အဲ့တော့သူ့အဲ့ဒါကြားဖြန့်နဲ့ဆက်ဆက်လို့သူ့ကိုဖမ်းပြီးစစ်နေပါပြီဘာဖြစ်နေပါပြီညာဖြစ်ပါပြီဆိုပြီးတော့ဝါဒဖြန့်ရေးရတွေ့ရတယ်ကျွန်တော်လည်းအဲ့ဒါနဲ့ဗိုလ်ချုပ်ပြည်စုံလင်းနဲ့တော်တော်ရင်းနှီးတဲ့ပုံကိုကျွန်တော်မေးကြည့်တော့မဟုတ်ဘူးတဲ့သတင်းမှားတဲ့လုံးဝမ AC ပဲသူကသူ AC နေတယ်တဲ့ပြီးတော့တက်မတော်အခန်းကဏ္ဍအခုချိန်မှာသူကပြောနေအစိုးရအခန်းကဏ္ဍရှေ့ကိုတက်လာရင်တက်မတော်အခန်းကဏ္ဍတော့နည်းနည်းဆုတ်ထားပြီးတဲ့အတွက်တက်မတော်ကတချို့နေရာတွေမှာအသာလေးနေကြတာတဲ့ပြောရင်တော့အရင်ဟိုဖြစ်မနေဘူးပေါ့ဗျာပြောချင်တာတော့သူတို့ပြောသလိုကြားဖြန့်အပါဝင်ဘာဖြန့်မှမဖြန့်ဘူးဒါပေမဲ့ပြဿနာကကြားဖြန့်ဘာဖြန့်ဆိုတာဟိုလိုရှိတယ်ကြားဖြန့်ဆိုတာကျွန်တော်ကတခါကျရင်ကြားဖြန့်လို့ပြောရင်မဖြန့်ဆိုရရှိသေးတယ်အဲကြောင့်မလို့ကြားဖြန့်မဖြန့်အဲ့လိုဖြစ်နေအဲ့ဒါထားပါတော့ကြားဖြန့်ကဘာဖြန့်မှမရှိဘူးပေါ့ဗျာထားပါတော့အဲ့တော့တက်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေဒီအလားလာရှိတဲ့သူတွေနောက်တစ်ခါဒီပါလဲဆိုတော့ဟိုအေးချင်းရှိတဲ့သူတွေနော်လူကြီးမျက်စိကြမလို့နောက်ကလူတွေကြားထဲမှာလူတွေလက်ခံနိုင်တဲ့လူမျိုးတွေဗိုလ်ချုပ်ပြည်စုံလင်းကတင်းတိုင်းတိုင်းမှာတာဝန်ကျခဲ့ဘူးလေနောက်ရန်ကုန်ကြတယ်အခုတော့အပေါ်တက်တော့တယ်ဆိုတော့အဲ့လိုဒီလိုမျိုးလူတွေနဲ့ပတ်သက်ရင်တက်မတော်ရဲ့ဒီထိပ်ပိုင်းအရာရှိတွေနဲ့ပတ်သက်ရင်သူကပြည်ပြင်းမီဒီယာတွေကဘာလို့ဆိုပုံဖြတ်ရေးသားလေးရှိတယ်ဘယ်လိုရေးလဲဆိုတော့မှကြားဖြန့်နောက်ဆုံးအရင်တော့ဆိုဘာလို့ဆိုလက်ပေးလိုက်ယူအဂရိအကြောင်းရေးတယ်အခုကျတော့လက်ပေးလိုက်ယူအဂရိရေးလို့မခိုင်မာနိုင်တဲ့ခါကျတော့ကြားဖြန့်ဆိုတာနဲ့ဟုတ်တော်မူတော်ခေါင်းထောင်ကြည့်တော့အဲ့လိုလုပ်တာကြားဖြန့်ဆိုကောက်ထည့်လိုက်တာ
ကြားဖြန့်အမှုဆိုပြီးကောက်ထက်တော့နေတိုင်းနဲ့သတင်းတွေမှာဘာလို့ဆိုတော့ Google ခောက်လိုက်ကြားဖြန့်ဆိုတော့သူတို့နာမည်တွဲပါလာအောင်တမင်ကိုသူကဒီဟိုတုံးတာပေါ့နော်ဒီ Google မှာ search engine မှာ keyword တွေဖြစ်နေပေါ်လာအောင်တမင်သုံးတဲ့သဘောလိုယူဆနာမည်ဖြစ်တာပေါ့နော်တမတော်ထိပ်ပိုင်းကောင်းဆောင်တွေကိုကြားဖြန့်ကောင်းတွေပါဆိုတဲ့အထိပ်ပိုင်းကိုတက်အောင်လောက်တာရွေးချက်ရှိလောက်တာပေါ့ပြည်ပြင်းမိတယ်အုပ်စုတွေကဆိုတော့အဲ့လိုလို့တော့ဟိုသက်ဆိုင်ကာယကံရှင်ကသိတယ်သူနဲ့ရင်းနှီးပတ်သက်တကယ်နားလဲရသူသိကြတယ်ခက်တာ Google မှာကျတော့ခောက်လိုက်ရင်ဘုရားပြည်စုံလေးကိုကြားဖြန့်လို့ကြားဖြန့်ငွေလက်ခံလို့ဖန်ခံဘာလို့စစ်ဆေးခံရပါလဲဆိုပုံစံဖြစ်ကုန်တာပေါ့ဒီလိုမျိုးရေးကုန်ကြတာပေါ့တကယ်တော့မဟုတ်ဘူးပေါ့ဗျာမဟုတ်ဘူးဆိုတော့ပဲကျွန်တော်တို့ပြောလို့ရတယ်ကျန်တာဘယ်လိုဆက်ပြောမှမသိဘူးဟုတ်မဟုတ်လေမဟုတ်ဘူးလို့ပြောမပြောလို့ဘာဆက်ပြောမှမသိဘူးဟုတ်လဲမဟုတ်ရှိလဲမျိုးသူတို့ဆွဆွဲထားရေးသားတဲ့ဟာတွေကုန်လို့လည်းမခိုင်ပါဘူးသူတို့ပြောတဲ့တချို့နာမည်လည်းမမှန်ဘူးမှန်မနေဘူးအဲ့တော့လွဲနေတယ်ပေါ့နော်အဲ့တော့ဟိုတမင်ရွေးချက်ရှိတမတော်တို့လိုထုံးနေတာဖြစ်တဲ့အတွက်တမတော်ထိပ်ပိုင်းအရာရှိတွေအနေနဲ့လည်းတခါတည်းကြရင်ကျွန်တော်ခဏပြောသတိကြီးထားပါကိုယ်ပခုံးပေါ်အပွင့်နေရတိတိလေးတွေမဟုတ်ဘူးယာရုတာဝန်ကြီးလာရင်တိုင်းပြည်ကိုတကယ်ကိုအရေးကြီးတဲ့တာဝန်ထမ်းဆောင်ရမယ်ဆိုရင်အဲ့ဒီနာမည်ပုံရိပ်လေးတွေကအရေးကြီးပါတယ်ပြီးတော့ဟိုပုံဖြတ်ဖို့စ조사တဲ့လူတွေရှိတယ်လို့ကိုယ်တိုင်လည်းပုံဖြတ်မခံအောင်နေဖို့အရေးကြီးတယ်ပုံဖြတ်မခံဖို့အရေးကြီးတယ်ဘာလို့ဒီလိုမျိုးထိပ်ပိုင်းအရာရှိဖြစ်လာတဲ့သူတွေအကုန်လုံးကသူကပတ်သက်တဲ့အတိုင်းဝိုင်းတွေကျဲလာတယ်ဗျကျဲပြန့်လာတဲ့ခါမှာအဲ့ပတ်သက်တဲ့လူတွေကျဲပြန့်လာတယ်လို့ခုကျွန်တော်မနေ့ကပဲကြည့်ရတဲ့ဟိုတရုတ်ဟိုစုံစမ်းထောင်လိုက်ဟောင်ကောင်ဇကာတကရလို့ပေါ့ဒီကောင်ကအရန်တော်တဲ့အရာရှိတယောက်ဟိုသူကဘယ်စီဝိုင်းသမားပဲဦးလို့တော့မတွေ့ဘူးလုံးဝလက်ပြလိုက်အခရီးဆိုတာထိကိုမခံတာသူ့အိမ်မှာသူ့အဖေနဲ့သူနှစ်ယောက်ပဲရှိနေသူအရန်စူးစမ်းတယ်ပြီးလို့တယ်အဲ့လိုလုပ်ရင်တရက်မှာသူ့အဖေရှိကိုတယောက်ကလာပြီးတော့သူကဒီအခရီးမှုတွေကိုသူစုံစမ်းဖော်ထုတ်တယ်စီဝိုင်းဟွာတွေတရားဝင်ကုန်စီဖော်ထုတ်လိုက်တာသူ ICAC ကပေါ့ဗျာဟောင်ကောင် ICAC ကအဲ့လိုဝင်အရာရှိပေါ့သူအဖေစီကိုအထုတ်ရောက်လာအဲ့ထုတ်ကကြည့်တော့သူ့အဖေအသက်80ပြည့်မွေးနေ့အတွက်သူကအထုတ်ဆိုတော့သူ့အဖေကဖွင့်ကြည့်တော့ပတ်စံဖြစ်နေတော့ငါသားငါ့ကိုပေးတာပဲသူပျော်ပြီးတော့ယူထားလိုက်တာပြီးလဲပြီးတော့ဟိုကအိမ်ပြန်လာတဲ့အချိန်မှာအဲ့အထုတ်ဖွင့်ကြည့်တော့သူတာကျေးဇူးတင်ကြောင်းပြောနေတော့အဖေတာမပေးဘူးမပေးဘဲနဲ့မင်းပေးတော့ထင်လို့ငါယူထားလိုက်မိတယ်အမှပြီးလည်းသိမကြောက်ထောင်လိုက်ဟိုစုံစမ်းထောင်လိုက်ဖွဲ့ရရောက်ရှိလာပြီးသူ့အိမ်ကိုခင်ဗျားအိမ်ကိုခင်ဗျားအခရီးနဲ့ပတ်စံယူထားတယ်ဆိုပြောတော့သူနဲ့လက်ပုတ်လက်ကြမိဆိုပြီးသူနေတိုင်းဖတ်ခံရတာအဖက်ကအဆက်ခံရတော့အဆက်ခံရတဲ့ပတ်သက်ပြဿနာမျိုးပေါ့ပြီးတော့သူတကယ်စိတ်ကြတော့သူယူလည်းမယူဘူးသူလည်းလက်မထိုးရခြင်းမရှိဒါပေမဲ့သူ့အိမ်မှာအထောက်ကတွေ့စီရဒါဘာလဲဆိုတော့ထောင်ချောက်ဆင်တာမျိုးတွေပေါ့ဒါကြောင့်တက်မတော်ပဲဖြစ်ဖြစ်အရာရှိတွေဘလို့ဖြစ်ဖြစ်ကိုပခုံးကတာဝန်တွေကြီးလာလေကိုထောင်ချောက်ဆင်တာမျိုးတွေခံရတတ်တယ်ကိုကြောက်ချတာတွေခံရတတ်တယ်ဒါတွေနောက်ဆိုဒါပေမဲ့ဟိုလူကတော့အမှန်တရားဖြစ်တယ်ပေါ်ပေါက်တယ်စစ်ပေါ်ပေါက်တယ်ပေါ်ပြီးတော့ဒါကိုဘယ်သူကြောက်ချတာလဲဆိုတော့အချိန်တန်းပေါ်ပေါက်ပြီးတော့ပေါ်ထုတ်ပြီးတော့မင်းသားဟုတ်ဇာကားထဲမှာတော့မင်းသားဟုတ်ပေါ်ပေါက်ပြီးတော့အနေကင်းကင်းနဲ့သူ့ကြောက်ချတဲ့သူတို့ဒီတရားမဝင်လုပ်တဲ့သူတို့ဖမ်းနိုင်ခဲ့တယ်ဒါပေမဲ့ဒါကကျွန်တော်နမူနာပေးတာဆိုတော့ပြည်တွင်းမှာလည်းဒါတွေကမြန်မာပြည်မှာရှိတဲ့ဟိုဘယ်လိုခေါ်မလဲဒီဝင်ကြီးတွေညွန်မှုညွန်ချုပ်တွေဗိုလ်ချုပ်တွေဗိုလ်မှူးကြီးတွေပေါ့ဗျာနော်ရာလူကြီးလုတ်ပိုင်ခွင့်နေရာတွေရတဲ့လူတွေအဲ့ဒါတွေအနေနဲ့ပွင့်လည်းပြောရင်ကိုတိုင်းကလည်းတန်းတဲ့လောက်ကင်းအောင်နေပါရှင်းအောင်နေပါပြီးတော့ကိုတိုင်းလည်းတန်းတဲ့လောက်လောဘကိုတတ်နိုင်အောင်နေပါလောဘကိုတတ်နိုင်အောင်ဟိုအကုန်လုံးကတော့လိုအပ်တယ်လူမှုဘဝဖူလို့ရေးဝမ်းဝါရေးဖူလို့ရေးအတွက်လိုအပ်တယ်ငွေကြီးလိုအပ်တယ်လူတိုင်းမှာလိုအပ်တယ်နော်ခင်ဗျာလိုအပ်တယ်ဒါပေမဲ့တချို့အရာကြရင်ကိုတရိထားပါဆင်ကျင်ပါဘာလို့ရှေ့မှာတက်လန်းနေရှိနေတချို့နေရာတနေရာမှာဖြတ်တောက်ခံရမယ်ပြုတ်ကျသွားတယ်ဟိုကန်ချမပေါ့ဗျာဒါဖြစ်တတ်တယ်အဲကြောင့်ထောင်ချောက်ဆင်ခံရနိုင်တယ်ပုံချခံရနိုင်တယ်နာမည်ဖြတ်ခံရနိုင်တယ်အဲ့ဒါသတိကြီးထားဖို့လိုတယ်နော်ကျွန်တော်နောက်တစ်ခါအုတ်ချုပ်ရရန်တရားတီးတီးမှာလုတ်ပိုင်ခွင့်ရှိတဲ့သူတွေဟိုဟာတွေလွှာတွေလို့ပြောချင်တာရိုးရိုးလေးပဲကျွန်တော်အမြဲတမ်းပြောတယ်ကြွေသီးဆိုတာရှိပါတယ်ဒါပေမဲ့မကြွေအောင်ချွေတော့မချနိုင်ဘူးဗျာကြွေသီးဆိုတာရှိပါတယ်ကြွေသီးစားတာလောက်ကပြဿနာမရှိဘူးမကြွေအောင်ချွေချတယ်ချွေသီးဆိုပြဿနာရှိတယ်နောက်တစ်ခါကြွေအောင်မကြွေတူးပါအမြစ်ပါကော်တူးတဲ့အားမျိုးဆိုပြဿနာရှိတယ်ဒါကြောင့်ကျွန်တော်ပြောတယ်အသီးလေးဒီမှာစိတ်သီးလို့ကောင်းမျိုးလို့ဖယ်လိုက်ပေါ့ထားပါတော့ကြွေလာတဲ့အသီးကိုတော့စားလို့ရတယ်ကြွေဆိုတာကြွေသီးဆိုတာဘာလဲဆိုတော့ဒီသူ့လုပ်ငန်းဆောင်တာကိုလုပ်ငန်းစဉ် procedure အတိုင်းမှန်ကန်စနစ်ကြလုပ်ပေးလိုက်တယ်မြန်အောင်လုပ်ပေးတယ်ကူညီပေးတယ်အဲ့တော့လုပ်ငန်းရှင်တွေကကျေးဇူးတင်တဲ့နေနဲ့သူတခုလက်ဆောင်ပေးတယ်ဒါမျိုးတွေကပြဿနာမရှိနိုင်ဘူးနော်ပြီးတော့ပေးတဲ့အမောင်ကလည်းကိုယ့်အတွက်ဘာမှမဖြစ်နေတဲ့ဟာမျိုးဖြစ်မယ်ပြီးတော့အဲ့ဒါကိုလည်းကိုယ်စိတ်ကိုဖြတ်ထားတယ်အစကတည်းကဒါမဟုတ်ဘူးဖြတ်ထားပြီးဆိုပြဿနာမရှိဘူးဒါပေမဲ့လုပ်ငန်းရှင်မပေးချင်အောင်ဝေးလိုက်ကြောင်ပဲလောက်တာစားဟိုပဲရွှေဒီပဲရွှေမဖတ်ဘူးစားပခုံမွားစားတွေအလုပ်တွေများနေအောင်အဲ့ဒါကြတော့လုပ်ငန်းရှင်ကင်မထူကကွာရော့ဆိုအဲ့ဒါမျိုးကကြွေအောင်ချွေချတဲ့အသီးပြောအဲ့ဒါမျိုးတွေရှောင်ပါအဲ့ဒါမျိုးတွေအနေနဲ့များလာပါတယ်ဟိုမကြည်နှက်ဘူးလေတော့ကြည်မကြည်နှက်တာမကြည်နှက်ရင်အဲ့ဒါထောင်ချောက်စင်ဖန်ခံနိုင်ထောင်ချောက်စင်ခံနိုင်အဲ့တော့ကုညီလိုက်ပါကုညီလိုက်လို့ရတဲ့ဟိုကကုညီလိုက်လို့ရတဲ့ဟာကြွေသီးပါကြွေတဲ့အသီးကစားလို့ကောင်းပါတယ်ကြွေကြတဲ့အသီးကဘိုးတော်တော်ကြွေတဲ့အသီးပဲစားတာပဲနော်ခုမစားဘူးဘိုးတော်ခုဆိုရင်စားဘူးဘိုးတော်နော်ဘိုးတော်ရဲ့တရားတော်နဲ့နေမယ်ဆိုရင်ကြွေကြတဲ့အသီးပဲဘိုးတော်ဖုံးပြီးတော်မူတယ်ဒါကိုပြောချင်တာအဲ့တော့တစ်ခါကျရင်ဟိုကြွေကြတဲ့အသီးတော့ဘာလို့ရပါဒါမကြွေအောင်ပြစ်ချတာကြွေချတာမျိုးပြဿနာရှိတယ်ဒါလေးတော့ဆင်ခြင်ကြပါဘာလို့အခုကာလမျိုးတွေကအကုန်လုံးကဘာလဲဆိုတော့ပြည်ပြည်အုပ်စုတွေကလည်းဒါကိုစောင့်ကြည့်ပြီးတော့ဟိုတက်မတော်ခေါင်းဆောင်တွေထိပ်ပိုင်းအရာရှိတွေအစိုးရအရာရှိတွေအကုန်လုံးတော့နာမည်ဖြတ်ဖို့ဝင်မလေးဘူးပေါ့ဗျာဟိုတက်မတော်ခေါင်းဆောင်ထိပ်ပိုင်းကိုဝင်ကြီးချုပ်အစိုးရအဖွဲ့ဝင်ကြီးတွေအကုန်လုံးတော့လက်ညှိုးထိုးနာမည်မျိုးမပြတ်ပြအောင်သူပြေးဖို့ရေးဖို့ဝင်မလေးဘူးဒီအဖွဲ့တွေအဲ့လိုလုပ်ကြတယ်သတိထားကြဖို့ပဲကျွန်တော်တော့အကြံပေးခြင်းဒါကခင်ဗျားတို့ပေါ်ထားတဲ့ကျွန်တော်စီရင်တာဒါပေမဲ့ကျွန်တော်အားလုံးလက်ချောင်းနေတော့မညီတာဗျာအဲ့တော့တချို့တွေကလည်းအဂရီကိုတိတိကျကျနဲ့ကျူးလွန်တာရှိတယ်မကျူးလွန်မိအောင်လုပ်တာရှိတယ်ဟိုဒီတစ်ခါစင်ပြေသွားရင်ပြီးရောကောက်လုပ်တာရှိတယ်ဥမာတောင်ဆောင်ကြီးဆိုလက်ထက်ကဟိုမှာဟိုဗာလဲဟိုဗာလဲနေအောင်ဗာခေါ်လဲဟို
ဦးစိုးဝင်းလာပါလားကျွန်တော်စီမံဘဏ္ဍာဝန်ကြီးဘဏ္ဍာရေးဘဏ္ဍာဝန်ကြီးလို့ရတယ်ဆိုတာတယောက်လေဒါလေသူကဂေါ်စီလာစိုးဝင်းဆိုတာပါလားတခါတည်းမြန်မာဟိုစီဝါရေးဂေါ်စီလာဖြစ်သွားမယ်ပါညာဆိုပြီးအာရှကြားတယ်မို့ဂေါ်စီလာဖြစ်မယ်ဆိုပြောရတာသူအဲ့လိုပြောပြီးတော့ဝန်ကြီးလို့တာဒေါက်တာအတူကြီးနဲ့ဒေါက်တူကြီးပဲဒေါက်တူကြီးနဲ့ပြီးလဲပြီးတော့ဟိုရွှေတော်ကြားထဲမှာကိုပိုင်အင်းဒီ channel ဝယ်ပလိုက်တော့အရင်တော့ယူဇနာဝေးအေအားလောက်မှနေတဲ့လူကရွှေတော်ကြားမှာ channel ဝယ်ပလိုက်တဲ့အထိချမ်းသာသွားတာမျိုးဒေါ်စုစီလက်ထက်မှာဖြစ်ခဲ့တယ်တချို့သူ့ဝန်ကြီးတွေတချို့တွေဘယ်လောက်အဂရီလုပ်တယ်ဆိုပတ်ဆက်တွေအကြီးကြီးလုပ်တာလုပ်ချက်တွေရက်ဆက်အောင်လုပ်တာဒါတွေကအစိုးရမှာမှတ်တမ်းနေရှိတယ်အစိုးရဒီလက်ရှိအစိုးရတွေကတော့တော်တော်ညံ့ညံ့တာလောက်တာလားပါလားတော့မသိဘူးပေါ့ဗျာအဲ့ဒါတော့တို့ပဲသိတယ်ကျွန်တော်မသိဘူးဘာကြောင့်တော့မသိဘူးပြန်မထုတ်လို့ထုတ်ရင်မထွက်လာမှာတပုံကြီးဒေါ်စုစီလက်ထက်မှာအဂရီကျူးလုံးတဲ့လူတွေအကြောင်းထွက်ထုတ်လိုက်တပုံကြီးဒေါ်စုစီကတော့ရွှေတွေယူတာပဲဟုတ်လားရွှေကိုဝိတ်စီရယူတယ်လို့ဘာလဲဟိုဖြိုးမင်းသိန်းစီရယူတယ်လို့ဆိုတာတွေကထောက်ထားရနေထွက်လာတာပဲเนาะဒါတွေအလကားမဟုတ်ဘူးเนาะကဲထားပါတော့ဒါတွေသတိထားဖို့ကျွန်တော်တို့မေတ္တာနဲ့ပြောတာမေတ္တာเนาะအဲ့တော့အဲ့ဒါပြောပြီးတော့နောက်တစ်ခုကကျွန်တော်တို့နောက်တစ်ခုကကျွန်တော်တို့ဘာရှိလဲဆိုတော့ထိုင်းမြန်မာကိစ္စလေးကျွန်တော်ဒီနေ့နည်းနည်းထပ်ပြောအောင်ထိုင်းမြန်မာကိစ္စဆိုချမ်းမဟုတ်ဘူးဗျပြီးခဲ့တဲ့ရက်ပိုင်းတွေကကျွန်တော်တို့ထိုင်းဘက်ချမ်းတွေကိုမြန်မာတွေဟာလူကုန်ကူးခံရတယ်လို့ပြောမလားပေါ့ဗျာဒီမြန်မာတို့ထိုင်းတွေကိုရှီကိုပို့ပေးတယ်ဟိုထောက်ထားမဲ့တွေပေါ့နော်ပို့ပေးတယ်ပွဲစားယူပြီးတော့ပတ်စံယူပြီးတော့ဘတ်2000 3000ထိုင်းဘက်တဲ့အရောက်ဘန်က3000 4000အဲ့လိုပြောပေးယူပြီးတော့အဲ့လိုပို့ပေးနေတဲ့လူတွေအဲ့လိုပို့ပေးနေတဲ့လူတွေပွဲစားတွေပေါ့ဗျာလှုပ်ရှားတဲ့ကောင်တွေအဲ့ဒီကောင်တွေနဲ့ပတ်သက်လို့ကျွန်တော်အဲ့ဒီလှုပ်ရှားတဲ့ကောင်တွေတက်ရှိပါတယ်လို့ပြောတာအဲ့ဒီထဲမှာအခုဘယ်လိုလူမျိုးပေါ်လာလဲဆိုတော့ထိုင်းမီဒီယာတွေဖော်ပြချက်မှာဘာတွေ့ရလဲဆိုတော့ထိုင်းရဲတဲ့ဖွဲ့ကမနေ့ကတော့နေဆက်တစ်လျှောက်မှာကင်းစစ်ဆေးနဲ့ကက်ချနာဘူရီခရိုင်ဆိုင်းရော်မြို့နယ်ထဲမှာတဲ့စစ်ဆေးနဲ့ဘာသွားတွေ့လဲဆိုတော့မြန်မာနိုင်ငံသားအမျိုးသား10ဦးနဲ့အမျိုးသမီး9ဦးကိုဖမ်းဆီးရမိတယ်အဲ့လူတွေဖမ်းဆီးစစ်လိုက်တဲ့ခါကျတော့ထိုင်းနိုင်ငံတို့တရားဝင်ဖြတ်ကျော်ဝင်ရောက်လာတာဖြတ်ကျော်ဝင်ရောက်လာတာဥဆောင်လို့သူကဘာလို့လဲဆိုတော့တစ်ချိန်တော့မြန်မာလေဝေးစင်ချင်းလုံးကစားသမားတဲ့ပိုက်ကျော်ချင်းကစားသမားလေဝေးစင်ဟောင်းတဲ့ကျော်စင်လက်ခေါ်မင်းသားကြီးတဲ့ကဲချင်းလောကသားတွေအကုန်လုံးသူ့နာမည်သိတယ်ဟာအဲ့ဒီလူကအဲ့လိုထိုင်းကိုတရားဝင်လုပ်သားပို့တော့သူလုပ်နေတာတဲ့စဉ်းစားကြည့်နော်ပြီးတော့မှနောက်ထပ်မေးကြည့်တော့ဒီကောင်ထောက်ပို့လဲလုပ်တယ်နီပိန်းဖြစ်သွားတော့ပြောတယ်နီပိန်းလဲနီပိန်းပေါ့နီပိန်းလဲဖြစ်သွားတယ်ထောက်လဲထောက်ပို့လုပ်တယ်ဆိုတော့ဟာထောက်ပို့နီပိန်းအုပ်စုကနီပိန်းအုပ်စုဝင်ဖြစ်ပြီးတော့သူကဟိုဗာလဲလေရွေးစင်ကစားသမားဟောင်းလိုက်ဖြစ်တယ်လို့ဆိုတော့ပိုက်ကျော်ချင်းလေရွေးစင်ကစားသမားဟောင်းဖြစ်ကျော်စင်လက်ခေါ်မင်းသားကြီးကသူကမြန်မာတွေကိုသူကဒီဘက်ကနေပြီးတော့ယူပြီးတော့အခါချင်းကိုယူပြီးတော့ထိုင်းဘက်ကိုတရားမဝင်နေပို့နေတာသူလုံနေတာတဲ့အခုထိုင်းကမိတော့ဖမ်းပလိုက်ပြီဖမ်းတော့ချင်းလောကသားတွေကတိတာပေါ့တိတော့ဟာမင်းသားကြီးဖမ်းခံပြီမင်းသားကြီးဖမ်းတော့ချင်းလောကသားပေါ်လို့ရိုက်လို့မင်းသားကြီးကိုကျော်စင်လက်ဖမ်းပေါ်လို့ရိုက်တော့နော်ဆိုတော့ဒီပုဂ္ဂိုလ်လည်းအသက်က50ကျော်ပြီ52နှစ်လို့သိရတယ်ဆိုတော့ကျေးသားရွယ်လိုက်ကစားတယ်ချင်းလောကမှာလူနာမည်ကြီးတယ်လူသိတယ်ကြည့်ရတာကျွန်တော်ထင်တယ်တစ်ဖက်မှာချင်းလောကမှာချင်းလိုက်ကစားနေနေသူကတိုင်ပွဲတွေကိုပွဲသားလိုက်ကစားရင်းနဲ့သူကအထက်မှာလူငယ်လေးတွေတချို့တွေမင်းတို့သွားမလားရတယ်ငါပို့ပြီငါလုပ်ငါချိတ်ပြီဘယ်လောက်ပေးငါတော့ဝန်ဆောင်ကဘယ်လောက်ပေးအဲ့ဒါမျိုးသွားပို့ရထင်တယ်အခုအဲ့ကောင်ဖမ်းပလိုက်ပြီဆိုတော့တခါကျရင်ကျွန်တော်တို့တွေကလူကောင်းတွေလို့အားလုံးကထင်ထားကြတဲ့သူတွေကိုယ်တိုင်ပဲလျင်ကက်တီရှင်လို့သူတို့ကိုယ်သူတို့တတ်မှတ်ထားတော့လူတွေကိုယ်တိုင်ပဲလျင်တရားမဝင်လုပ်တဲ့ကောင်တွေဖြစ်နေတယ်မရဲမင်းလို့ကောင်မျိုးတော့ AC ရဲမင်းနော် AC ရဲမင်းလည်းအဲ့လိုပဲနော် AC ရဲမင်းလည်းလားလို့ပဲအဲ့လိုပဲလုပ်တယ်တရားမဝင်နေကြောင်းလုပ်တယ် AC ရဲမင်းကျတော့လူလေထိုင်းဘက်ကနေပြီးတော့တရားမဝင်နေဖြစ်လို့ပြန်ပြေးပြီးတော့ဖမ်းခံရမယ့်လူတွေဘယ်နှပြေးမှဖြစ်တဲ့လူတွေသူကအဲ့ဒါတွေစိတ်မပူနဲ့လားငါခေါ်ပြီးတော့ KNL ရဲ့ကရင်လက်နက်ကိုင်တပ်ထဲကိုရောင်းစားပြစ်တယ်ရဲမင်းကတယောက်ချင်းစီဘယ်လောက်ကိုရောင်းစားပြစ်တယ်ဒါပေမဲ့သူကဈေးကိုသူကသူတိုင်ရှိုလေးသူတို့ချင်းရောင်းတာအပေးချေကလူတိုင်းမသိဘူးလူမသိဘူးသူတို့ချင်းပေးချေလောက်သွားတာတချို့ကျွန်တော်တို့ပြောတယ်ကရင်လက်နက်ကိုင်ဖွဲ့တဲ့တချို့တွေရဲမင်းစီကနေလူရတယ်တဲ့သူတို့ရဲမင်းကိုပေးရတယ်ရဲမင်းလူတယောက်ဆိုဘတ်ဘလောက်ပေါ့နော်ဘတ်ဒါပေါ်တော့1000ပတ်လေလောက်ပေးရတယ်1000လို့အဲ့လိုဘတ်1000အဲ့လိုပေးရတယ်လူတယောက်1000အဲ့လိုပေးရတယ်1000ဝက်တစ်ခါတလေနည်းနည်းလူရှားရင်ရှားသလိုဈေးမြောက်ပြောင်းတယ်အဲ့ရဲမင်းအဲ့နေပြီးတော့ဝက်ချနေလူ5600ရရင်ဘတ်3သိန်းအဲ့လိုရအသာလေးနေလိုက်ပို့လိုက်အသာလေးနေလိုက်ပြီးအဲ့လိုနေတာတဲ့ရဲမင်းအဲ့လိုဟိုဘက်ထိုင်းဘက်ချန်နေဟိုတရားမဝင်မှန်းသလိုထိုင်းရဲတွေဖမ်းခံရမယ်လူတွေဖြစ်လို့ထွက်ပြေးရမလို့ဘာလို့မသိတဲ့လူတွေကကိုရဲမင်းကူညီပါအောင်ဆိုရင်ရဲမင်းတို့ကတော့လာငါကူညီပေးမယ်မင်းဘာမှဖြစ်နေဟိုမှာ KNL လေးနဲ့မတော်မှာ PDF လုပ်လိုက်မယ်တို့ကွာမင်းတို့ဟာတော်လိုင်းတတလုပ်လိုက်မင်းစစ်အားနေငါတို့တော်လိုင်းပြရမယ်ကွာဘာညာဒီကြီးမိုးကြီးပြောတာဗျာလူငယ်လေးဆိုတော့ကိုရဲမင်းငါတို့ကူညီတာထင်ပြီးသွားတာဟိုလေးရောက်ဟိုရောက်တော့အလောင်းမှရှာမရအောင်ပျောက်ကုန်သေကုန်တဲ့လူမနေဘူးဒါပေမဲ့ရဲမင်းကတော့အဲ့လူတွေကိုထောင်ထဲချီပို့လိုက်ပြီထောင်ထဲချီပို့ပြီးရဲမင်းကထောင်ထဲချီတော့မဟုတ်ဘူးထောင်ကနန်းဒီပါပို့ပြီးသွားပြီအဲ့တော့ရဲမင်းအဲ့နဲ့ဗတ်တန်း10ချီပြီးတော့ချမ်းသာသွားပြီရဲမင်းချမ်းသာနေပြီခင်ဗျားတို့မသိလို့ရဲမင်းချမ်းသာနေပြီအဲ့တော့အဲ့လိုမြန်မာတွေကိုဘောကနေပတ်စံလုပ်ပြီးရပြီချမ်းသာနေရဲမင်းကနော်အဲ့တော့အဲ့လိုမျိုးပေါ့အခုဒီမင်းသားကြီးဆိုတဲ့ချင်းသမားကလည်းကဲပိုက်ကျော်ချင်းလေရွေးစင်ပိုက်ကျော်ချင်းသမားဖြစ်ပါလျက်နေတော့ဒီကောင်ကအဲ့လိုတရားဝင်ပူတယ်လုပ်တယ်အဲ့တော့သူကအဲ့တော့ချင်းဝိုင်းတွေမှာလိုက်ခိုင်းနေလူငယ်လေးတွေနဲ့စကားပြောပြီးပါဗျာစက်ပြီးတော့လူငယ်လေးတွေကစစ်အာဏာရှင်မကောင်းကွာစစ်တပ်အောက်မှာအလုပ်လုပ်ရတာစမပြေဘူးကွာငါတို့တကယ်ဟိုဘက်သွားရင်အဲ့လူငယ်တွေပြောမှာပေါ့အဲ့ဒါမျိုးသူကခွင်တိပြီသူကခွင်တိလားငါပို့ပေးမယ်မင်းကငါပို့ပေးမယ်အရောက်ပို့ပေးမယ်ငါမှရှိပြီးသားမင်းဘယ်လောက်ပေးဆိုတော့လူငယ်လေးတွေကလည်းအဟုတ်ထင်ပြီးတော့ဒီကောင်တော့ယုံမိလိုက်တာပေါ့နာမည်ကြီးဆိုတော့ယုံမိလိုက်တော့အစောပိုင်းလည်းသူလွတ်ခဲ့တာရှိမယ်လွတ်သွားတာ4-5-6ခေါက်တော့ရှိချင်ပေါ့ဒီခေါက်လည်းကြောက်
ကွက်တီတဲ့မိတယ်ထိုင်းကဖမ်းပလိုက်တယ်ခုဖမ်းပြီးတော့ဒါကြည့်ရတာထိုင်းကဖမ်းပြီးတော့ဒီကောင်ဘယ်လိုရေးမလဲတော့မသိဘူးရေးမလဲမသိဘူးဆိုတော့တခါတည်းကြရင်အဲ့ဒါပါပဲနော်လူတွေအဲ့ဒါပဲပြီးတော့ဒါအခုကျတော့ဗာဆက်ပြောသလိုအားတဲ့မြန်မာနိုင်ငံစစ်အစိုးရလက်အောက်မှာပိုက်ကြော်ချင်းနိုင်ငံလက်ရွေးစင်ကစားသမားတွေတောင်ဘောအာမခံချက်မရှိဘူးအဲ့ပြောနေတဲ့ကောင်ကြီးကြည့်လိုက်မင်းတို့ပထိုးရအသက်50နှစ်ရှိပြီစစ်အာဏာရှင်လက်ထက်မှာဟိုဟာတဲ့အဲ့လိုပြောရင်ဟိုဦးသိန်းစိန်လက်ထက်တော့တဲ့ဦးသိန်းစိန်လက်ထက်မှာတိုင်းပြလောက်တဲ့ချင်းသမားလက်ရွေးစင်ဖြစ်နေတာမင်းတို့ပထိုးရအခုမှလူဖြစ်တာမဟုတ်ဘူးလို့တခါကြရင်လည်းကြီးတော့ကြီးစရာကောင်းတယ်ကြောင်တော်လေးလည်းဗျာတခုချို့ကြတော့သူခေါင်းစဉ်မရအောင်ဆွဲကတ်တာပေါ့နော်ခေါင်းစဉ်ကဆွဲကတ်တာအဲ့လိုကတ်တာဗျာတခါကြတော့လည်းကြီးတော့ကြီးဖို့ကောင်းတယ်ဒီအုပ်စုတွေနဲ့ကြည့်ရတာအဲ့ဒီအပုံလေးများအုပ်စုနဲ့တကယ်တော့ကြီးရတယ်နော်လောလောဆယ်တော့ဟုတ်တာမဟုတ်တာဒါလောလောဆယ်မြန်မာလက်ရွေးစင်ကစားသမားဟောင်းဆိုတဲ့နာမည်ကြီးကထိုင်းမှာနာမည်ကြီးသွားတော့ဗျာဒီကောင်ကျတော့ချင်းတိတာပေါ့ထိုင်းဟာဒီကောင်ချင်းပြိုင်ပွဲမှာလက်ရွေးစင်ပြန်ခဲ့တဲ့ကောင်ဆိုတိတာတွားရောအခုနာမည်ကနေတယ်ရောနော်အဲ့လိုတော့ရှိတယ်ဒါလေးလဲဒါထိုင်းမှာဖြစ်တယ်နောက်တစ်ခုကထိုင်းမှာဖြစ်တယ်အဲ့ဒါလေးပြောရင်ထိုင်းမြန်မာနယ်စပ်နားမှာဖြစ်တယ်နောက်တစ်ခုဖျားသုံးစုမှာဒါဖျားသုံးစုကလည်းဒီအပိုင်းကြည့်တာတက်တွေကပစ္စည်းများဖြောက်နေသလားတော့မသိဘူးနော်ဖျားသုံးစုအဲ့လိုပြောရင်မီလောင်ဆုံးရှုံးတဲ့သူမနစ်ဟိုဟာဗာလဲမဆာနာကြတယ်လို့ပြောကြအောင်မယ်ထားပါတော့ဖျားသုံးစုမျိုးတွေမှာရှိတဲ့နော်ပြောရရှိတဲ့တွင်းကုန်ပုတ်ကုန်ပစ္စည်းတွေတူလောင်နဲ့နော်ကရင်စုထောက်မဲပါရက်ကွက်မှာရှိတဲ့ကိုတောင်အဲ့ကိုတောင်မှာမနေ့ကညနေပိုင်းကအစမီးလောင်တယ်လောင်ရတဲ့ကညတကောင်လောက်မှမီးကငိမ့်သွားတယ်ဒါပေမဲ့မီးလောင်မှုကြောင့်တဲ့ကိုတောင်ထဲမှာချတဲ့ပစ္စည်းတွေ90လောက်ဆုံးရှုံးသွားပါတယ်တဲ့ဆိုပြီးပြောတယ်ဟောဖျားသုံးစုမှာရှိတဲ့ပစ္စည်းတွေမျိုးစုံထားတဲ့ကိုတောင်မီးလောင်တယ်ပေါ့ဗျာဆိုတော့မီးလောင်တယ်ပိုင်ရှင်ကဘာလို့လဲဆိုတော့ပိုင်ရှင်နာမည်တော့ထွက်လာတယ်ပိုင်ရှင်ကမျိုးပြကျွန်တော်နာမည်မှမဆိုလို့ပိုင်ရှင်ဒေါ်ဝင်းမုံနှင်းခေါ်ဘဲဥမသူပိုင်ဆိုင်တဲ့ကိုတောင်တဲ့အဲ့ကိုတောင်မီးလောင်ဆုံးရှုံးသွားလို့သူဆုံးရှုံးတဲ့ပမာဏဘယ်လောက်လဲဆိုတော့ဘတ်တန်း80ဘူးလောက်ကျွန်တော်စဉ်းစားပါဟာဟိုရောလာပေါ့နော်ဘာလို့ဆိုတော့သူကအစာအုပ်တန်ဖိုးကတဲ့ဘတ်တန်း20လောက်တန်ပါတယ်တဲ့နော်အစာအုပ်တန်ဖိုးကအဲ့တော့အထက်မှာရှိတဲ့ပစ္စည်းတွေတန်း90ဘူးလောက်တန်ပါတယ်တဲ့အဲ့တော့စုစုပေါင်းဘတ်တန်း80ဘူးလောက်ဆုံးရှုံးပါတယ်ဆိုပြီးတော့မီဒီယာအဲ့ဒီကရင်မီဒီယာတွေမှာသူကထဖြေထားတယ်ဒီမှာ KIC လို့ပါတော့အမထဖြေထားတယ်ကျွန်တော်စဉ်းစားနေကြည့်လိုက်တော့လေဂိုတောင်လေးကလည်းအဲ့လောက်ကြီးမဟုတ်ဘူးတန်း80ကြည့်ရစင်းနေမြဖြောင်းနေပြီလားမသိဘူးစင်းနေဖြောင်းနေလားမသိဘူးစဉ်းစားကြပြလာတယ်အဲ့သူကိုတောင်ထဲမှာသူပြောတာရှိတာတော့သူပြောတာပေါ့နော်မီးလောင်ပြကြသွားတော့ပြောစရာတတ်တယ်မရှိတော့ဘူးဗျာနော်ဟိုကြည့်ဗန်ဓမ္မတိုက်လို့ပေါ့ဓမ္မတိုက်တဲ့ဗန်ဓမ္မတိုက်တဲ့ဓမ္မတွေရတဲ့ပတ်စံနဲ့ဗန်မန်နေဂျာရတဲ့ပတ်စံနဲ့ကွာသလိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့အခုတော့သူ့ကိုတောင်ထဲမှာရှိတဲ့ပစ္စည်းကြောင့်ပြောတဲ့အခါမှာကားဆိုင်ကယ်စပိတ်ပူပစ္စည်းတွေကွန်ဆာစီပိုးသက်စီပေါင်းသက်စီနဲ့အိမ်သုံးကုန်ပစ္စည်းမျိုးလောင်ထားတာတဲ့လောင်ပြီးတော့သူကနေသက်ကုန်သွေးရလောင်ပြီးတော့သူကပြီးဒီဘက်ကိုမြန်မာပြည်တော့ပြီးမှတဲ့ပို့မယ်ကျိုင်းစိတ်ကြီးမော်လမြိုင်လမ်းကြောင်းတိုင်းပြီးတော့ပို့မှာပေါ့နော်အဲ့တော့သူကစောင့်နေတာပေါ့နော်ဟိုမရဖို့စောင့်ဘာမှရဖို့စောင့်နေတာဆိုပြီးတော့ပြောတယ်မီးလောင်မှုဖြစ်စဉ်ကပေါ်စာမီးပေါ့နော်မိုးရေ acid battery acid မိုးရေ battery acid နဲ့ဓာတ်ပစ္စည်းထိတွေ့ပြီးတော့ထားပြီးတော့ short ဖြစ်ပြီးမီးလောင်တယ်ပေါ့ဒီလိုမျိုးပြောတယ်ဆိုတော့တန်း90လောက်ရှုံးတယ်ဆိုတာကြီးကကျွန်တော်နည်းအားသိတယ်မီးလောင်တာမထူးကြဘူးမီးလောင်တာမတော်တဆဖြစ်နိုင်တယ်ဒါပေမဲ့တန်း90လောက်ဆုံးရှုံးပါတယ်လို့ခေါင်းစဉ်တက်တော့ကျွန်တော်မှတော်တော်စဉ်းစားသွားတယ်ဟုတ်ပါမလားပေါ့နော်ဒီလိုတော့တွေးမိတယ်ဆိုတော့လောဆယ်တော့ထိုင်းမြန်မာနယ်စပ်မှာဒါဖြစ်တဲ့ဖြစ်စဉ်တစ်ခုကိုဒီနေ့ထည့်ပြောတာပေါ့နော်ဒါလေးတစ်ခုပေါ့နောက်တစ်ခုကကျွန်တော်တို့ဒီအင်ဒေါ်မှာဖြစ်တဲ့ဖြစ်ရလေးတစ်ခုပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်ဒီနေ့ပြောမယ်အင်ဒေါ်ဖြစ်ဆိုတာအခြားမဟုတ်ပါဘူးအင်ဒေါ်ဖြစ်ဆိုတာအခြားမဟုတ်ပါဘူးအင်ဒေါ်မြို့ကအင်ဒေါ်ကတမတော်ပြန်ထိန်းချုပ်ထားနိုင်ခဲ့ပြီးတော့အားလုံးဒါကြီးညာပြီးသားဖြစ်ပါတယ်ဆိုတော့တမတော်ကထိန်းချုပ်ထားပြီးတဲ့နောက်အင်ဒေါ်မှာအုပ်ချုပ်ရေးရန်တွေပြန်စပြီစတဲ့အခါမှာအခြေခံပညာရေးအကြောင်းတွေပြန်ဖွင့်တယ်အင်ဒေါ်မှာထားပါတော့ဗျာမြို့တစ်မြို့ဒေသတစ်ခုတည်ငြိမ်လို့ရှိရင်တော့အစိုးရပထမဆုံးလုပ်တဲ့အလုပ်တွေကဘာလို့ဆိုအုပ်ချုပ်ရေးရန်တွေအောင်စထောက်တယ်ထွေအုပ်တွေစီပင်တွေရဲတွေဆေးရုံတွေကျောင်းတွေဒါတွေပြန်ဖွင့်တယ်ဈေးတွေပေါ့ဒါတွေပြန်ဖွင့်တယ်အဲ့တော့ကျောင်းဖွင့်ရန်တွေလည်းနီးနေပြီဒါမနေ့ပြန်ဆိုရင်တော့တချို့ကျောင်းဟိုလေးတချို့ကျောင်း10တန်းမပါပါတော့10တန်းစာဖို့ပဲမပါတချို့ကျောင်းတွေစဖွင့်ပြီအောင်စင်းထွက်ပြီတချို့ကျောင်းကအောင်စင်းထွက်ပြီတချို့ကျောင်းသားတွေ10တန်းမှာgrade တွဲမပါကျန်တဲ့ဟာတွေအောင်စင်းမှဆိုစထွက်ပြီအဲ့တော့ကျောင်းတွေကမကြိုင်ပြန်ဖွင့်တော့မှာပြန်ဖွင့်တော့ဖြစ်တော့အင်းတော်မှာဘာလုပ်နေကြလဲဆိုတော့အခြေခံပညာထက်တန်းကျောင်းကွဲတစ်ခုရှိတယ်နော်အဲ့ကျောင်းကွဲကိုနော်မနေ့ကတော့နေ့လေမနေ့ကဟိုလောက်ပေါ့နေ့12နာရီပတ်ချာလဲ17ခွဲလောက်ကျော်လောက်မှာနော်အဲ့လောက်မှာကျောင်းမှာတော့သူကျောင်းဆရာမတွေကိုတော့ကျောင်းပြန်ဖွင့်ဖို့တန်ရှင်းလို့ဘာညာလုပ်နေရပါဗျာသူကသူလုပ်နေရပါကျောင်းပြန်ဖွင့်ဖို့ကြိုးစားနေအချိန်မှာဒီ FPV suicide drone နှစ်စီးကဝတဲ့ဝင်ချလာလဲပြီးလဲပြီးတော့အဲ့ဒီမှာကျောင်းဝန်းထဲကိုဝင်ချသွားတာအုံသူပြီးလဲပြီးဘုံကိုကွဲသွားတာကွဲရောကန်ကောင်းတာကတော့ဟိုလူအများကြီးထိခိုက်သေးဆုံးမှုတော့မရှိဘူးနော်ထိခိုက်သေးဆုံးမှုတော့မရှိဘူးဆရာမတအူမူလန်းကျောင်းဆရာမတအူရုံးဝင်တဲ့2ဦးဘုံသာထိမှန်တန်ရရတယ်ကန်ကောင်းတာတော့မသိဘူးမစိုးရင်ရဘူးအခုတော့လည်းကျောင်းကြီးဆောက်ရှောက်မှုပေးထားတယ်ဆိုတော့အဲ့ drone ကဘယ်ကနေအဲ့ဒီ FPV drone ကဘယ်ကနေလာလဲဆိုတော့အင်းတော်မျိုးရဲ့အနောက်ဘက်မီတာ2600အကွာမှာရှိတဲ့နေရာနေပြီးတော့လာတယ်လို့ဒီနောက်ဆုံးမှသူပြန်ပြီးတော့ဟိုလုံခြုံရေးဖွဲ့တွေကစုံစမ်းရှာဖွေဖော်ထုတ်တဲ့ခါမှာတွေ့ရတယ်ပေါ့ဆိုတော့တောင်းကျမ်းသူတွေဒါအင်းတော်မျိုးကိုလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ဒါတောင်းကျမ်းသူတွေက PDF တောင်းကျမ်းသူတွေအဖွဲ့တွေကအကြမ်းဖက်သမားအဖွဲ့က PDF အကြမ်းဖက်သမားအဖွဲ့ကနေပြီးတော့ဒါအနောက်ရှက်ပြန်ပေးတာပေါ့ဗျာအင်းတော်မျိုးမှာပြည်သူလူထုပြန်ပြီးတော့ကောင်းကောင်းမွန်ပြန်လည်နေထိုင်လို့ပျော်ရွှင်နေကြတဲ့အချိန်မှာပြည်သူလူထုပျော်ရွှင်နေတာကိုဘလို့မှမကြည့်ရတော့ဘူးပြည်သူလူထုပျော်ရွှင်နေတာကိုဘလို့မှဟိုဘလို့ကြည့်လို့မရဖြစ်ပြီးတော့ဟိုဘာခေါ်လဲဆိုတော့မနာလိုမရှိစိတ်တွေတအားများတာပေါ့နော်ပြည်သူလူပျော်ရွှင်နေတာကိုမနာလိုမရှိစိတ်တအားများလာတဲ့ခါကျတော့အနောက်ရှက်ပေးနေတဲ့အကြမ်းဖက်သမားလူရက်ကိုလောက်တာပေါ့ဒါရှင်းလေးအဲ့တော့
တွားပြီး suicide FPV suicide drone 2စီးကဝင်လိုက်ကွဲတာအဲ့တော့ဆရာမတွေတော့ထိခိုက်နိုင်ရရှိတော့ဘာမှကြီးမှမဖြစ်ဘူးဒါပေမဲ့အကြမ်းဖက်သမားတော့အကြမ်းဖက်သမားမှန်ပို့ပြီးတော့မြို့ကန်တွေကတိသွားတော့ဗျာကောင်းပါတယ်ဒါမျိုးတွေဒီကောင်တွေဘယ်လိုပဲလှုပ်အချင်းချင်းကလှုပ်တိုင်းသူတို့ရှုံးမယ်လှုပ်တိုင်းရှုံးမယ်လူတို့ရဲ့မြစ်တာတော့သူတို့ရမှာမဟုတ်ဘူးနော်လူတို့ရဲ့မြစ်တာသူတို့ရမှာမဟုတ်လူတို့ကတေချာပေါက်ဒီကောင်တွေအကြမ်းဖက်သမားတွေလို့ကမွန်းတက်တာတော့တေချာပေါက်တက်မှာတရက်တရက်ပို့ပြီးလူတို့ကဒီကောင်တွေအကြမ်းဖက်သမားတွေဆိုတော့ပို့ပြီးလူတို့ကပိုနားလည်လာတယ်ပိုလက်ခံလာတယ်ပိုယုံကြည်လာတယ်ဒီအကြမ်းဖက်သမားတွေငါတို့တက်မတော်မရှိသေးဘူးလားကွာလို့ချကွာရှင်းကွာလို့ပြည်သူလူထုအတန်တွေကပို့ပြီးကျေလာလိမ့်မယ်သူတို့အကြမ်းဖက်လုပ်ရဲ့ပို့လုပ်လေးတက်မတော်ကိုပို့ပြီးလူတို့အားကိုးလေးဖြစ်လာမယ်တော့တခါကြရင်ကျွန်တော်ခဏပြောသလိုတို့ဖျားပွင့်မှုတိတိကျမင်းသားပေါ်ပေါက်လာသလိုဒီဝရဖြစ်ဖို့လဲပေါ်လာတာပါပဲဆိုတာဒီကောင်တွေလဲစစ်တပ်ကပို့ပြီးတော့လူတွေပို့ပြီးတော့စစ်တပ်ကိုလူထုပို့ပြီးလက်ခံလာနိုင်စေဖို့ပို့ပြီးချစ်ခင်မြန်လို့လာစေဖို့အတွက်ဒီကောင်တွေကပို့ပြီးတော့ဘေးကနေပြီးတော့ဗာလဲဆိုလူချမ်းစာခင်းပေးနေတာပဲကျွန်တော်မြင်တယ်အဲ့တော့လောက်ကြကိုယ့်အကိုလောက်ကြနော်ပြည်သူလူထုအနောက်ရှေ့ပေးလေးပြည်သူလူထုကမုန်းလေးပဲအဲ့တော့တို့လောက်တာကိုကျွန်တော်တို့ကတော့အကြမ်းဖက်သမားလောက်ရလောက်တာကိုတော့ကျွန်တော်တို့ကတော့ပြုံးလေးပဲကြည့်နေမင်းတို့လောက်ကြပေါ့ကွာလို့ပြင်ချိန်တိုင်းတော့မင်းတို့ဘွားလဲချိန်တိုင်းဘယ်နာဘယ်ကြောင်မှာသေးရမယ်ကောင်တွေလဲဆိုတော့မသိနိုင်ဘူးလေအဲ့တော့လောက်ပေါ့လို့ပြောအောင်ပေါ့နော်တော့ဆိုတော့ထိခိုက်တိုင်းရှိတော့ဆရာမတွေကန်ကောင်းပါတယ်ထိခိုက်တိုင်းရှိလို့လေးပဲတေးသွားခင်ကျွန်တော်တို့ဒါစမောတာဖြစ်ရမယ်နော်ဒါလေးတော့ကြိုကြလေးပြောတာအဲ့တော့တပ်မတော်အနေနဲ့ဒါနေမရှင်လေးတော့တို့ပြီးရင်အင်းတော်ရဲ့မြို့ထိချုပ်ပြီးဆိုမြို့ရဲ့ပတ်လည်မှာရှိတဲ့ဒီကြောင်ကြားမှာလိုက်ပြီးနေမရှင်းလေးတွေပါတို့တခုပြီးတခုပတ်လည်မှာရှိတဲ့ရွာလေးတည်လေးတွေဆိုလိုက်ပြီးတော့ရှင်းလေးတွေဆက်လိုက်လုံနေပါတယ်အဲ့တော့မြို့လုံခြုံရေးရမယ်ပြီးရင်ပတ်လည်ရွာတွေလုံခြုံရေးပြန်ရလာမယ်တဖြည်းဖြည်းချင်းပေါ့နော်ဆိုတော့အင်တော်တို့ကတားတို့ထီချိုင်းတို့အနောက်ပိုင်းမော်လူတို့အစားမျိုးအမတ်တကြောလုံးစကိုင်းတိုင်းတွေကတော်တော်များအောင်ဆိုပြန်ပြီးထိချုပ်နေပါပြီတက်မတော့ပြန်လဲထိချုပ်နေပါပြီနော်ထိချုပ်ပြီးတော့အုပ်ချုပ်ရေးရပြန်ဝင်နေပါပြီမကြမီမှာလဲဒါစကိုင်းတိုင်းတစ်ခုလုံးနောက်ဆုံးဘာလဲဆိုတော့ဒေဝတဲ့ထည့်ထားတဲ့PDF တွေကိုဒေဝတဲ့ထည့်လှော်ဖို့ပဲကျွန်တော်တယ်ဆိုတော့ပတ်လဲဝိုင်းထားပြီးဆိုတော့ဒေဝတဲ့ထည့်လှော်တော့မှာအဲ့လှော်တဲ့ချင်းကြရင်တော့အကုန်လုံးအဲ့တော့မှအော်ရအောင်မထင်နဲ့ကြည့်ရနော်အဲ့တော့စောင့်ကြည့်ကြတာပေါ့ဗျာနော်နောက်ကချင်ကိုလည်းထောက်ထားပြီးသွားပြီ KIA အုပ်စုကိုလည်းထောက်ထားပြီးသွားပြီဟိုဘက်ကချင်းအုပ်စုကိုလည်းထောက်ထားပြီးသွားပြီအဲ့တော့စကိုင်းပတ်လဲကိုဆိုတော့ဒီလိုတက်ကပတ်လဲဝိုင်းပြီးထိချုပ်ထားပြီးဖြစ်တဲ့အတွက်အပေါ်ကချင်းကလည်းပြဿနာရှိနေပြီဆင်းလို့ခက်နေပြီကချင်ကလည်းဆင်းရခက်နေပြီအဲ့တော့အဲ့နှစ်ဖက်လုံးသူထောက်ထားပြီးတော့ဒေဝတဲ့ထည့်ပြီးတော့ PDF တွေတော့အလှော်ခါရတော့မယ်ဒီကောင်လေးလက်နက်ရတဲ့လမ်းကြောင်းတွေရောအခြားလမ်းကြောင်းတွေပါအကုန်ပြတ်တောက်သွားရင်ဒီစကိုင်းအခြေစိုက်တဲ့ PDF တွေအညာ PDF တွေကတော့ဒါသူတို့ဘဝကတော့ကျွန်တော်ထင်တယ်မတွေးရစရာပဲเนาะအခုတချို့လဲရုပ်ဖြတ်ပြီးတော့ uniform တွေချုပ်ပြီးတော့ဗာလဲစစ်ဘေးရှောင်းတွေလူဘာလို့လဲရောရောင်ပြီးကားတွေလည်းရောရောင်ပြီးတော့အရသားလိုရောရောင်ပါလာနေကြတယ်ဆိုလဲကျွန်တော်ကြားပါတယ်အဲ့လိုလဲကျွန်တော်ကြားနေရပါတယ်သတင်းတွေကတော့ဟိုပြောရရင်တော့ဒီကောင်တွေမှာပြီးတော့စစ်တီအင်အားလည်းမရှိတော့ဘူးเนาะစစ်တီအင်အားတွေလည်းဒီကောင်တွေမှာမရှိတော့ဘူးပြီးတော့တဖြည်းဖြည်းနဲ့လူတွေကတေးစရာလူနဲလာပြီသူတို့ဒီ NUG PDF ဘက်ကနေတေးစရာလူကနဲသွားပြီနဲလာပြီတေးပေးခြင်းတဲ့လူလည်းမရှိတော့ဘူးတေးပေးရဲ့လူလည်းမရှိတော့ဘူးအဲ့လိုဖြစ်လာတဲ့ခါကျတော့ဒီကောင်တွေနောက်ဆုံးမှာဂျောင်ပိတ်မိတဲ့မိလာတဲ့အတွက်တချို့တွေလည်းအရသားလိုဟန်ဆောင်ဘာညာတချို့တွေလည်းအလင်းဝင်ဖြစ်လာတာပေါ့နော်ဒါပေမဲ့ဘလို့ဖြစ်ဟိုလက်နက်မကိုင်တော့လက်နက်ကိုဆုံးလိုက်ပြီဆိုကြတဲ့ကျွန်တော်တို့ဝမ်းသာပါတယ်လက်နက်ကိုဆုံးလိုက်တဲ့အတွက်လူအသက်တွေတော့မသေးအောင်ပေါ့ဗျာလူအသက်တွေမသေးတော့ဘူးလူတွေဒုက္ခမရောက်ကြတော့ဘူးဒါဆိုရင်ကျွန်တော်တို့နံပါတ်1ကနဦးကတော့ဒါဆိုရင်ကျွန်တော်တို့ပထမတစ်ဆင့်ကတော့တည်ငြိမ်ရေးအမြန်ဆုံးပြင်ရမယ်ပေါ့အဲ့တော့ကိုယ့်အကိုစဉ်းစားကြဖို့လိုတော့ PDF ညီညီမငယ်စဉ်းစားကြဖို့လိုတော့ပေါ့ကိုဘွားကိုလည်းကိုတွေးထားဖို့လိုတယ်ပြီးတော့ကိုရောက်နေတဲ့နေရာကိုရှိနေတဲ့နေမြေနဲ့ကိုပတ်လဲတော့မှာဘယ်လိုရောက်နေလဲဘယ်လိုအခြေအနေဖြစ်နေလဲတစ်ချိန်မှငါတို့ဘာဖြစ်သွားနိုင်လဲဆိုတော့လေ PDF ညီငယ်ညီမငယ်စဉ်းစားဖို့လိုတယ်အခုချိန်ကစဉ်းစားဖို့အချိန်မီသေးတယ်တကယ်နေလားငါလားပြစ်ချခက်ကြပြီဆိုရင်စဉ်းစားဖို့အချိန်မီရတော့အဲ့ချိန်ကျမှလက်ကြီးလူမျိုးတော်ဝါကြီးခင်ဗျာဆိုလုံးမယ်ဆိုရင်တော့ဒိုင်းငယ်နဲ့ဝင်သွားရင်တီးမှာပဲအဲ့တော့တခါကြရင်အခုချိန်ကတည်းကစောစီချိတ်ဆက်ပြီးတော့ PDF တွေအလင်းဝင်လိုက်တာကသူတို့အတွက်ကန်ကောင်းတာပါကန်ကောင်းတဲ့စူးကြီးလည်းရရင်ရအောင်အဲ့တော့ဒါတော့ကျွန်တော်ရဲ့မြစ်လာစကားပဲခင်ဗျာ PDF ညီငယ်ညီမငယ်တွေဟိုစောစီတီကိုညမှာကျွန်တော်စိုးတယ်ငငယ်ရွယ်နဲ့ဘွားတွေမိသားစုတွေနဲ့ပြန်မဆုံကြတော့မှကျွန်တော်စိုးပါတယ်စိုးရင်ပါစိတ်ပူပြီးပါတယ်ကျွန်တော်တို့အတွက်နော်ဒါလေးကကျွန်တော်ကြိုးကြိုးထည့်ပြတစ်ဖက်မှာတော့တက်မတော်ဘက်မှာကျွန်တော်စစ်တီစုဆောင်းမှုကတော်တော်အားကောင်းနေတယ်တော်တော်အားကောင်းလာတယ်စစ်တီစုံအားကောင်းလာတယ်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီပြည်သူ့စစ်မှုထမ်းပေါ့ပြည်သူ့စစ်မှုထမ်းကိစ္စအားကောင်းတယ်ဆိုတဲ့နေရာမှာကျွန်တော်ဒီနေရာမှာအားကောင်းပေမဲ့အားနည်းချက်တွေလည်းရှိတယ်ကျွန်တော်တို့တက်မတော်နိုင်ငံတော်ကဟိုကျင့်သုံးလိုက်ပြီးဖြစ်တဲ့စစ်မှုထမ်းပြည်သူ့စစ်မှုထမ်းဥပဒေပေါ့အဲ့ဒါကိုကျွန်တော်ကတော့ပွင့်လင်းပြောအများနဲ့ကျွန်တော်ရာနှုန်းပြထောက်ခံတဲ့အထက်မှာကျွန်တော်ပါတယ်ပြည်သူ့စစ်မှုထမ်းကိုရာနှုန်းပြထောက်ခံတဲ့အထက်မှာကျွန်တော်ပါတယ်ပြည်သူ့စစ်မှုထမ်းထောက်ခံတယ်ဒါပေမဲ့ပြည်သူ့စစ်မှုထမ်းခေါင်းစဉ်အောက်ကနေပြီးတော့ကိုကျိုးစီးပွားရှာတဲ့ကိစ္စကိုတော့နိုင်ငံတော်အနေနဲ့တိတိကျကျကိုင်တွယ်ဖြေရှင်းဖို့လိုတယ်နော်ပြည်သူ့စစ်မှုထမ်းအောက်ကနေကိုကျိုးစီးပွားရှာတဲ့တချို့သောအုပ်ကြီးတွေတချို့သောမြို့နယ်အကြီးအကဲတွေတချို့သောဟိုလုံခြုံရေးဆိုင်ရာအကြီးအကဲတွေအဲ့လူတွေကိုတော့တိတိကျကျရေးယူပြီးဖို့သို့မဟုတ်တိတိကျကျတားမြစ်ထိချုပ်ပြီးဖို့လိုတယ်ဘာလို့ဆိုစစ်မှုထမ်းကိစ္စကပြည်သူလူထုအော်တောင်းနေတဲ့အကြောက်တရားတွေဖြစ်စေမှုမဖြစ်သင့်ဘူးပြည်သူလူထုကစစ်မှုထမ်းပျော်ရွှင်ထမ်းလာဖို့ပဲသို့မဟုတ်စစ်မှုထမ်းတာဝန်တစ်ခုလိုထမ်းဆောင်ခြင်းလာအောင်ပဲဖြည်းဖြည်းချင်းစီးအောင်လုပ်ဆောင်ဖို့လိုအပ်တယ်နောက်မို့ဆိုရင်စစ်မှုထမ်းကဘာဖြစ်လဲဆိုတော့ဟိုပြည်သူလူထုကစစ်မှုထမ်းဆိုတော့ငါတို့တည်တော့မလားဆိုမျိုးလုံးမျိုးပြင်းမြင်တယ်ဒါကြတော့စစ်မှုထမ်းတိုင်းတည်တာတော့မဟုတ်ဘူးပြည်သူလူထုကိုပြောချင်တာစစ်မှုထမ်းတိုင်းတည်တာမဟုတ်ဘူးစစ်မှုထမ်းလို့တည်သွားရဆိုတာတဲ့စစ်မှုထမ်းပြန်လာတဲ့လူတွေတပုံကြီးကတော့မြင်နေရတာပဲတချို့တွေဗီဒီယိုကလစ်တွေအများကြီးမြင်နေရတာပဲဘယ်လိုပြန်လာလို့မိသားစုတွေရွာလူတွေပြောကြတာပဲစစ်မှုထမ်းတစ်နှစ်ပြည့်လို့အပတ်စဉ်တက်ကလူတွေပြန်လာကြလို့ပျော်နေကြပြီဆိုလို့မိသားစုတွေပျော်ရှင်ပြန်နေကြပြီပဲเนาะဒါပေမဲ့စစ်မှုထမ်းမှာအားနည်းချက်တွေလည်းရှိတယ်အားနည်းချက်တွေရှိဆိုတာဘာလဲဆိုတော့
တစ်ဖက်ကလည်းဝါရဖြန့်ချီအားကောင်းတဲ့ခါကျစစ်မှုထမ်းအားနေချက်ရှိလာတယ်ဘယ်လိုအားနေချက်ရှိလဲဆိုတော့လူရှားတာခက်လာတော့ဗျာသက်ဆိုင်နေမြေတီးလိုက်လူရှားတာခက်လာတယ်ခက်လာတော့ပြဿနာဘာဖြစ်နေလဲဆိုတော့စစ်မှုထမ်းပုံမှာအစိုးမြင်လာတယ်ပြီးတော့အောက်ခြေမှာလှုပ်ရှားတဲ့ကောင်တွေကလည်းစစ်မှုထမ်းကိုအစိုးမမြင်အောင်လုပ်တယ်အုပ်ချုပ်ရေးမှုတွေပေါ့အုပ်ကြီးတွေမြို့နယ်အုပ်ကြီးတွေရပ်ကွက်အုပ်ကြီးတွေလမ်းအုပ်ကြီးတွေပေါ့ဗျာလမ်းကြီးတွေဥပမာဆိုမြောက်တော်မှာဖြစ်တဲ့ဖြစ်စဉ်တစ်ခုကျွန်တော်ဗီဒီယိုကလစ်တစ်ခုဒီနေ့ TikTok မှာကျွန်တော်တခြားကြည့်လိုက်ရတယ်ကျွန်တော်ဘယ်ကလဲပေါ့နားထောင်တခြားနားထောင်ဘယ်ကမြောက်တော်မှာဖြစ်နေမြောက်တော်မြို့နယ်နော်မြောက်တော်မြို့နယ်မှာဖြစ်တာတဲ့နော်ဗီဒီယိုကလစ်တစ်ခုမြောက်တော်မြို့နယ်မှာဖြစ်တာအဲ့ဗီဒီယိုကလစ်ကလည်းကျွန်တော်တို့တိတ်တော့တိတ်ထားပါတယ်ထားပါတော့မြောက်တော်မြို့နယ်အဲ့မှာ तू ကဘာဖြစ်လဲဆိုတော့မြောက်တော်မြို့နယ်ဒုံမြို့မြောက်ဘက်အနော်ထားလမ်း90ရက်ကွက်ကတဲ့နော်ရက်ကွက်မှာတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုကပုံကိုယ်ရတဲ့အဲ့ဒီမိခင်တယောက်သူ့ရဲ့တောကကို तू ကဘုန်းကြီးတစ်ပါးကိုရှောက်နေတယ်ဘုန်းကြီးတစ်ပါးကိုရှောက်နေရှောက်တော့မိခင်ကတန်ခါတစ်ပါးစီမှာသွားရှောက်တာပေါ့နော်ဘုံတပြည့်တော့ကဲပါဖရားပေါ့လေကဲပါဖရားပေါ့ဆိုပြီးကုညီပါဖရားဆိုပြီးရှောက်တယ်ရှောက်တော့ဗာလဲဆိုတော့သူ့ရဲ့တားပေါ့နော်သူ့ရဲ့တားကိုသမင်းစားနေတဲ့အချိန်မှာတော့လာပြီးခေါ်သွားတယ်စစ်မှုထမ်းမှုဆိုတင်လာခေါ်သွားပါတယ်ဆိုပြီးပြောတယ်နော်ဆိုတော့အသက်32နှစ်အရွယ်တဲ့ကျော်ကျော်အောင်ဆိုတဲ့ပုဂ္ဂိုလ်သူ့ကိုခေါ်သွားပါတယ်တဲ့ရက်ကွက်အုပ်ချုပ်မှုအဖွဲ့ကသူ့မိခင်ပြောတာလာခေါ်သွားတယ်တဲ့မေလာရှိရည9နာရီလောက်ကစစ်မှုထမ်းမှုဆိုခေါ်သွားတယ်တဲ့လောင်းဆင်းလောင်းဆိုအတင်လာခေါ်ရတယ်ခေါ်ပြီးလက်ထိတ်ခတ်ပြီးခေါ်ရတယ်ခေါ်တော့ဟိုမဟုတ်ဘူးစစ်မှုထမ်းတွေကိုခေါ်မလို့ဆိုတော့ဟုတ်ပြီစစ်မှုထမ်းခေါ်လို့မဟုတ်ဘူးဟိုခေါ်လို့မရဘူးလားဆိုပြီးတော့မေးတယ်ပေါ့ဗျာပြောချင်တာတော့ तू ကမိကိုဖောက်ကိုလောက်ကန်ကျူးမွေးနေတယ်မိသားစုကလေးတွေလည်းကလေးတွေဖခင်လည်းဖြစ်တယ်ဟောတစ်ဖက်မှာအိမ်အောင်ရှိတယ်ကလေးတော့ဖခင်လည်းဖြစ်တယ်ပြီးတော့မိကိုဖောက်ကိုလည်းလောက်ကျူးနေရတယ်တယောက်တည်းသောသားလည်းဖြစ်တယ်မခေါ်လို့မရနိုင်ဘူးလားပေါ့နော်ဆိုတော့မျိုးမိခင်ကပြောတယ်ပေါ့ပြောတော့မင်းတို့လည်းမဆိုင်ဒါစစ်မှုထမ်းရမယ်ဘာညာပြောအဲ့လိုပြောပြီးတော့ခေါ်ပါတယ်ဆိုပြီးတော့နော်ဒါကတော့ဖြစ်စင်မှာတော့မသိဘူးဒါပေမဲ့အဲ့ဒီအမျိုးသမီးကြီးကသူ့ရဲ့တောကတွေကိုဆရာတော်ရှောက်နေတဲ့အချိန်လေးဗီဒီယိုကလစ်လေးမှာတွေ့ရတယ်ဆိုတော့အဲ့တော့အခုတော့လောလောဆယ်တော့ဟိုနေ့ကနောက်တော့သူရုံးပို့ပြီးနောက်တစ်နေ့မှမိသားစုကိုတွေ့ခင်ရတဲ့ခါအုပ်ချုပ်မှုကဟိုပို့လိုက်ပြီဆိုပြောလိုက်တယ်ပေါ့ဗျာအဲ့တော့အခုတော့လောဆယ်သူစစ်မှုသွားထမ်းနေရပြီလောဆယ်သူ့မှာသူတို့မိသားစုမှာတော့ဘွားပြက်ပြီပေါ့ဗျာပြောရင်တော့ဟိုတယောက်တည်းသောဒီမိသားစုရဲ့တောက်တိုင်ကြီးပေါ့ဒီလူငယ်လူ32နှစ်လူငယ်တယောက်ပါသွားပြီပေါ့ဗျာပါသွားပြီသူတို့ကအဲ့တော့ကလေးတပြည့်တော့ကဲပါဗျာဆိုပြီးအမေကြီးတယောက်ကသူ့ရဲ့ဟိုရှောက်တယ်ပုံရှောက်တယ်ဆိုတော့ကျွန်တော်စစ်မှုထမ်းနဲ့ပတ်သက်လို့ကျွန်တော်ရင်းတော့လည်းခဏအကြံပြုခဲ့ပူပါတယ်ကျွန်တော်တို့ဓာတ်ကြောင့်ပြောတာတချို့ကိစ္စတွေကပြည်သူလူထုကနာကြီးစရာတွေဖြစ်အောင်မလုပ်သင့်ဘူးပြည်သူလူထုနာကြီးစရာယွံမုန်းစရာဖြစ်အောင်မလုပ်သင့်ဘူးအဲ့ဒါနိုင်ငံတော်သမ္မတအဲ့ဒါကိုသိမှာမဟုတ်ဘူးအဲ့ဒီနိုင်ငံတော်သမ္မတသိစရာအကြောင်းမရှိဘူးဒီလိုပဲတပ်မတော်ရဲ့ဒီတပ်မတော်အကြီးအကဲဖြစ်တဲ့တပ်မတော်ကာကွယ်ရေးချုပ်ကလည်းအဲ့အထိသိစရာအကြောင်းမရှိဘူးအဲ့တော့ဒီစင့်ခေါ်ရေးလုပ်ငန်းစဉ်ကိုလုပ်နေတဲ့ဥက္ကဋ္ဌလည်းမသိဘူးအောက်ခြေမြို့နယ်မှာတွားသူလှုပ်သွားကြတာဖြစ်တယ်အောက်ခြေမြို့နယ်မှာလှုပ်သွားကြအောက်ခြေမြို့နယ်မှာလှုပ်သွားကြတယ်နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့အထက်မှာလည်းစစ်မှုမထမ်းနိုင်ပတ်စံထည့်ရမယ်ဆိုတော့မျိုးလည်းပြဋ္ဌာန်းမထားဘူးအဲ့တော့စစ်မှုထမ်းမထမ်းနိုင်ပတ်စံကောက်တယ်ဆိုတော့လည်းမလုပ်အောင်ကျွန်တော်ခဏခဏပြောတယ်ခုချိန်ထိနယ်မြို့တွေနယ်ရွာလေးတွေမှာအိမ်နဲ့အိမ်တွေကပတ်စံထည့်နေတယ်စစ်မှုထမ်းပတ်စံထည့်နေရတယ်ဘာလို့ထည့်ရလဲဆိုတော့စစ်မှုမထမ်းရင်ထည့်ဆိုထည့်ခိုင်းတယ်ထည့်ရတော့ပတ်စံထည့်ရတယ်ထည့်ဘာလို့လဲဆိုတော့အဲ့လူဝယ်တာအဲ့ရတဲ့ပတ်စံနဲ့စုပြီးတော့လူဝယ်ပြီးတော့စစ်သားတွေထည့်ပေးတယ်ဆိုတော့ policy ကတခုခုလွဲနေတယ်လို့မခံစားရဘူးလားစစ်သားလို့ဖို့လူဝယ်ပြီးထည့်ရတယ်ဆိုတာကြီးကကျွန်တော်တို့တိုင်းပြည်မှာတကယ်ကိုဟိုတနည်းပြောရင်ရှက်စရာကောင်းတာပေါ့ဗျာသက်ဆိုင်ပြောရင်မစည်းရုံးတတ်ဘူးလားမစည်းရုံးနိုင်ဘူးလားကျွန်တော်ပြောပြပါတယ်ဒီစစ်မှုထမ်းကကျွန်တော်လက်ခံတယ်ပြီးတော့ဟိုးရင်တော့ကျွန်တော်ပြောခဲ့ဘူးလေစစ်မှုထမ်းမှုကျွန်တော်နိုင်ငံမှာကြေးပါ6000ကျော်ရှိတယ်ကျွန်တော်ထောက်ပြတယ်တစ်ချက်တည်းထောက်ပြတယ်ရိုးလေး point ရိုးရှင်းဆုံးပြောတာ6000ကျော်ရှိတယ်6000မှာမစိုးမိုးတဲ့နေမြေက3000လို့မှတ်လိုက်3000ကျန်တယ်ကျန်တယ်နော်စစ်မှုထမ်းရွာ3000ကျန်တယ်တရွာတိုင်းမှာအမျိုးသားယောက်ျားလေးအယောက်100အထက်မကရှိတယ်100ထက်မကရှိတယ်အဲ16နဲ့35ကျလူ100ထက်မကရှိတယ်ရွာတိုင်းမှာနော်ရွာအချင်းပို့တော်ရှိသေးတယ်ကဲကျွန်တော်မေးမယ်3000တစ်ချိန်စစ်မှုထမ်းလူခေါ်တာဘယ်လောက်လဲသူတို့ခေါ်တာပြောတော့6000လားဘယ်လောက်မြည်အဲ့လိုပြောတယ်ကဲထားတော့ဗျာ3000ရှိတယ်ရွာတရွာကိုအလက်ကျဟိုဗာလဲဆိုတော့တတုတ်ကိုတစ်နှစ်ကိုသူကပြောတော့ခေါ်တာဘယ်နှချိန်လဲကျွန်တော်တို့ပြောတာ6ချိန်လားမသိဘူးခေါ်တယ်3ချိန်လား6ချိန်ဒါပဲခေါ်တယ်โอเคအဲ့လောက်ခေါ်ရင်အဲ့3000ရွာ3000နဲ့ရလူကိုတစ်ချိန်ကိုတရွာကိုတစ်ယောက်ပဲခေါ်တစ်ယောက်ပဲခေါ်တစ်ချိန်မဲနိုင်ထားလိုက်တစ်ယောက်ပဲခေါ်မဲနဲ့စီနီယာမှာကိုကနံပါတ်1ဖြစ်လို့ကိုမလှုပ်ချင်သေးဘူးဆိုလဲနံပါတ်10ရလူမင်းငါ့ကိုစားလုပ်ပြီးကွာဆိုတော့သူတို့ချင်းညှိပြီးတော့ပတ်စံညှိပြီးယူပြီးတော့ရှင်းတော့တူပြောင်းလို့ရဒါသူတို့ချင်းညှိပြီးအဲ့လောက်ပဲညှိပြီးရပြီပေါ့အဲ့3000လောက်ကနေပြီးတော့ဗျာတက်လာတိုင်းမှာလူ3000ရွေးလိုက်မလို့မရဘူးခင်ဗျာလေဘာလို့မရမှာတော့တက်လူ3000မှမခေါ်တာ6000ပဲခေါ်တာခင်ဗျာလေဘလို့ပဲဖြစ်ဖြစ်ဒီရွာ3000ကို rotate လှည့်သွားလို့ရှိရင်ရွာတိုင်းကတော့ကားတွေနဲ့မနေရဘူးပေါ့ဗျာရွာတရာအလှည့်ကျဖို့သူကတစ်ခါခေါ်ပြီးသွားရင်နောက်ထပ်2လ3လလောက်မှနောက်တစ်ခေါက်ပြန်ခေါ်မှာနောက်3လလောက်မှနောက်တစ်ခေါက်ပြန်ခေါ်မှာအဲ့တော့ဒီ3ခေါက်လောက်4ခေါက်လောက်လည်းပြီးလဲပြီးရော5ခေါက်လောက်လည်းပြီးလဲပြီးရောကိုရွာပထမဆုံးဆင်းသွားတဲ့လူကသွားတဲ့လူက2နှစ်ပြည့်လို့ပြန်လာပြီပြန်ဖြစ်လာပြီအဲ့တော့ rotate လှည့်သွားလိမ့်မယ်သူကအဲ့ကြရင်တရွာလုံးမှာရှိစစ်မှုထမ်းမိသားတွေဖြစ်သွားမယ်ပြီးတော့အဲ့ဟွာတွေတချို့တွေကို तू ကဟွာမလုပ်ချင်ဘူးဆိုပါသူစစ်မြေပြင်သူတို့ကိုယ်တိုင်ထွက်ချင်တိုက်ချင်နေဆိုရင်ခေါ်တိုင်းမတိုက်ချင်ဘူးဆိုမခေါ်နဲ့မျိုးတွေမှာမျိုးဆောင်တက်တွေထားတိုက်ခိုက်တက်တွေကိုတိုက်ခိုက်တက်သုံးဒီလိုသုံးဖို့မရဘူးလားစီမံခန့်ခွဲမှုဆိုတာလေစနစ်ကြအောင်လုပ်ရင်စနစ်ကြပါတယ်ဗျအပြောက်တောက်ကြီးအကုန်တွေ့ရလူဝင်ဆိုအဲ့ဒါကြတော့ပြည်သူလူထုစိတ်တော့ကပေးတယ်တူလူပဲကျွန်တော်လည်းဒီစစ်မှုထမ်းကိစ္စကိုပြောရတာစိတ်တော့မကောင်း
ပြည်သူလူထုဘက်ကရက်လို့လည်းမရဘူးအစိုးရဘက်ကလည်းမှန်တယ်အစိုးရရန်ကုန်ပြည်မှန်တယ်လို့လည်းကျွန်တော်ပြောလို့မရဘူးဘာလို့အစိုးရရန်ကုန်ပြည်မဟုတ်တော့90ရာခိုင်နှုန်းအစိုးရကသူလောက်ကိုလောက်မှာ100ရာခိုင်နှုန်းကျွန်တော်ဒီပြည်သူ့စုတောင်ကို support လုပ်တယ်ထောက်ခံတယ်ဒါပေမဲ့ပြည်သူလက်ခံနိုင်တဲ့ပြည်သူကိုနားလည်အောင်ရှင်းပြရမယ်အောက်ခြေရန်တရားကြီးတစ်ခုလုံးကလုတ်ပုံကင်ပုံလေးရဲ့ action plan မှာနည်းနည်းလေးလွဲချော်နေလို့ကျွန်တော်မြင်ထားတယ်ဒါကြောင့်ကျွန်တော်ဒီလွဲချော်မှုအမြဲပြောနေတာလွဲချော်မှုပြောနေပြီးတော့ကျွန်တော်ဂျာနန်ပြောကျွန်တော်ခဏကျွန်တော်ကြွားမှာဘာမှတားတော့တပိကမရှိတော့တဲ့အဖိုးကြီးဖွားကြီးတော့ပတ်စံပေးရတဲ့အထိဖြစ်ခဲ့ဘူးတဲ့အခုတော့မကောက်တော့ဘူးတဲ့ပြောရင်ဗျာကြီးစရာပြောမယ်ဗျာကျွန်တော်ရွာဆိုရင်အုပ်ကြီးကကျွန်တော်အမျိုးတွေဆိုမကောက်ဘူးတဲ့ကျွန်တော်ဟာကြီးကောက်နေလို့ဟောဘာဆိုင်လို့တော့ဘာဆိုင်လေကျွန်တော်အဲ့ဒါပြောရင်တခါကြရင်လေအကုန်လုံးကဒီဥတိုက်ကြီးအကုန်ဖြစ်မှာအဲ့တော့ကျွန်တော်ကတော်တော်ကြီးမဖြစ်တာစနစ်တကျစီမံခန့်ခွဲရင်ရပါတယ်ဗျာရပါတယ်ကျွန်တော်ခံခွဲလို့ရပါတယ်နော်အဲ့တော့လူငယ်တွေလည်းနားလည်အောင်ရှင်းပြပြီးတော့တေချာလွတ်ပြခင်ဗျာပြီးတော့ဒီစစ်မှုထမ်းမှာကျွန်တော်ခဏပြောတယ်ဒီရုပ်ရှင်သရုပ်ဆောင်တွေအသက်20ကျော်30နော်18နှစ်ကနေပြီးတော့35ကြာသရုပ်ဆောင်တွေအများကြီးရှိတယ်အဲ့ဒီလူတွေတယောက်နှစ်ယောက်ခေါ်ပြီးတော့မပြလို့မရဘူးလားမရဘူးလားကျွန်တော်ပြောမယ်ဒီအမှုပညာရှင်တွေကိုကြတော့ဗာလေဒီစီဦးထက်ပဲစားသူတို့ကြတော့ဗာလေကျွန်တော်တို့အိမ်ကမှတက်ပြီးထိုင်ခိုင်းတာလားဒီကောင်လေးကြတော့လုံးဝမထိဘူးလားနိုင်ငံတော်အကြီးကဲတပ်မတော်အကြီးကဲနံပါတ်1 to 5ထဲကနော်တပ်မတော်ဘိုးကြီးရဲဝန်းသားတော်စစ်မှုထမ်းခဲ့တယ်စစ်မှုထမ်းနေတယ်ခုထမ်းနေတယ်တပ်မတော်ကောင်စီဘိုးကြီးရဲဝန်းရဲ့ဘိုးကြီးရဲဝန်းရဲ့သားတော်စစ်မှုထမ်းနေတယ်ထဲရဲအောင်ကိုထဲအောင်ဆိုညီလေးအညီတူအောင်စစ်မှုထမ်းနေတယ်တပ်မတော်ကောင်စီချုပ်တယ်သူထမ်းနေတယ်သူကသူဗနေရာချလောတယ်စစ်မှုထမ်းနေတယ်စစ်သားယူနီဖောင်းနဲ့ခင်ဗျာစဉ်းစားနော်ဒါပြီးရင်1 to 5ထဲကဒါဘယ်လိုလဲကျွန်တော်ပြောကျွန်တော်တိကျသိတယ်မပြောဘူးဒါပေမဲ့1 to 5ထဲကတပ်မတော်ရဲ့1 to 5ထဲကတယောက်ရဲ့သားလဲမကြခင်စစ်မှုထမ်းတင်တန်းဆင်းတော့မယ်ဒါသူတို့တပ်မတော်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့တားသမီးတော်စစ်မှုထမ်းပြနေတဲ့အချိန်မှာဒီအမှုပညာရှင်တွေကိုတယောက်လောက်ခေါ်2ယောက်လောက်ခေါ်ပြလိုက်ပါလားဇာတ်သမားတွေခေါ်ပြလိုက်ပါလားခေါ်ပြလိုက်အဲ့ဆိုပြည်သူလူထုအော်အေးသူတို့တော်ထမ်းတာငါတို့လည်းလုပ်လို့ရတာပဲဆိုပြည်သူလူထုစီးယုံနေဆိုတဲ့နေရာမှာစီးယုံနည်းမျိုးစုံရှိပါတယ်ဘာဖြစ်လို့အဲ့လိုမလုပ်ဘဲနဲ့ဘာဖြစ်တော့ပြီးတော့မြို့နယ်ရက်ွက်ဒေသတည်မှာအလုံးမရှိကိုင်းမရှိလေနေတဲ့ကောင်တွေရှိတယ်အဲ့ဒီကောင်တွေကိုဆွဲစားအဲ့ဒီကောင်တွေကိုခေါ်တော့အောင်စစ်မှုထမ်းအဲ့ကောင်တွေကိုအဲ့ပြီးတော့လေနေတဲ့ကောင်တွေလုံးမရှိကိုင်းပြီဗျာမူယူကြတာတစ်ချင်းလုံးအေးပြီးတော့ဘာမှသုံးစားလို့မရမိသားစုနောက်ချက်ပြီးအဲ့ကောင်တွေစစ်မှုထမ်းလုပ်ထိုင်ရလိုက်ပြီးရောတော့အဲ့လိုမျိုးလုပ်ရမှာလေလူတကောင်သူတို့မှတကောင်စင်းရှိပါတယ်ဗျာအိမ်လုံးစင်းထဲမှာရှိတယ်စင်းထဲမှာရှိလူစင်းကြည့်လိုက်အများကြီးရပါတယ်လုပ်လို့ရတယ်အဲ့တော့တစ်ဖက်ကလည်းကြောက်အောင်ခြောက်နေတဲ့အတွက်တစ်ဖက်ကလည်းဟိုမဟုတ်ဘူးဆိုတော့ပပနဲ့လေးနဲ့လုတ်ပြလို့ရှင်ရတယ်ဥမာဟိုပြိုမီဘလော့ဆိုလဲဒါစစ်မှုထမ်းတွေဟိုရိုက်ပြနေတယ်ကျွန်တော်မြင်နေရတာပဲလုတ်ပြတကယ်စစ်မှုထမ်းတွေမှာဟိုကျွန်တော်လည်းရောက်ခဲ့တယ်တကယ်ရောက်ခဲ့တယ်အဲ့စစ်မှုထမ်းတွေတင်းတက်တဲ့နေရာကိုကျွန်တော်ရောက်ခဲ့တယ်အဲ့ညီတွေသိတယ်ရောက်ခဲ့တယ်တင်းတက်နေကျွန်တော်ရောက်ခဲ့ပြီးတင်းတက်သွားကြည့်တယ်ကျွန်တော်လေ့လာတယ်အစားတော့ကြည့်တာသူတို့ကိုယ်တိုင်ကျွန်တော်ကိုယ်တိုင်သူတို့ရှိရတယ်တပကံယူစားခဲ့တယ်ကဲကျွန်တော်ကိုယ်တိုင်စားခဲ့တယ်တပကံယူစားခဲ့တယ်နော်ကျွန်တော်ကိုယ်တိုင်စားခဲ့တယ်ဘာလို့ဆိုစားလို့ရတယ်စားလို့ကောင်းတယ်တမင်းတွေဘလို့စားခဲ့တာကျွန်တော်တောင်းစားခဲ့တာတမန်တောင်းစားခဲ့တယ်ကဲသူတို့ကောင်းကျွေးတယ်ခင်ဗျာပေါက်ခဲ့အပြင်မှာပြောနေတယ်ဘာမှမဆိုင်ခုမှတကယ်ကောင်းကျွေးတယ်တေချာကျန်တဲ့ထွင်းနေလုပ်ပြီးတယ်နော်စစ်ပုံကြောင်တေချာလုပ်တယ်ပြီးတော့ဟိုကျန်တဲ့နိုင်လုပ်တာဆိုမလုပ်ဘူးကျွန်တော်ကိုယ်တိုင်မြင်ခဲ့တာအကုန်လုံးမြင်ခွင့်တွေကိုမြင်ခဲ့တာအေးစစ်ကောင်းမပျော်ရွှင်မသိပြီးရင်ဘယ်သူမှအဲ့လိုစိတ်ညစ်နေတာမတွေ့ရအောင်ပျော်ရွှင်မအေးစစ်ရောက်သွားတဲ့ခါမှာသူတို့ထင်တာဆိုမဟုတ်ဘူးဆိုတာသိရတယ်ဒါကြောင့်တစ်ခါကြရင်ဟိုလုပ်ပါတေချာလေးလုပ်ပါစစ်မှုတော်စနစ်ကြလုပ်ကြည့်ခင်ဗျာမဝင်ချင်းတော့ဝင်ချင်လာလိမ့်မယ်တပြုံးဝင်လာလိမ့်မယ်အဲ့ဒါဆိုရင်ခုနကလူတွေကြားထဲကခုနကသိုးရင်တော့ကတွေပြေးပြောက်သွားမယ်အခုမြောက်တော့ကဖြစ်ရမျိုးဆိုရင်လူတွေကြားထဲမှာဗီဒီယိုကလစ်ကြီးထွက်လာတော့ဗျာခင်ဗျာကြည့်ရအဲ့ဗီဒီယိုကလစ်ထွက်လာတော့အဲ့ဗီဒီယိုကလစ်ရိုက်တင်တဲ့သူသွားပြဿနာဖမ်းအောင်မလားမသိဘူးစိတ်တွေညစ်တယ်တစ်ခါကြရင်လေဟိုကိုယ့်ဘက်ကပြင်ဆင်ရမယ့်အရာလေးတွေကိုပြောင်းလဲပြင်ဆင်လိုက်ခြင်းအပြင်ပြည်သူလူလက်ခံလာပြီးတော့ပြည်သူလူချစ်မြတ်လို့လာတန်ဖိုးထားလာမှာပေါ့ဗျာဒါလေးကိုကျွန်တော်ပြောတာအကြံပြုချင်တာကျန်တာမဟုတ်ပါဘူးเนาะအဲ့တော့ဒါလေးကပြင်နေတာလေးကြည့်ပြီးကြိတ်ပြင်လိုက်ကြပါလို့ပဲတိုက်တွန်းချင်တာပါကျန်တာမဟုတ်ပါဘူးเนาะကဲအဲ့တော့အဲ့ဒါတခုပြန်တော့တခုကကျွန်တော်တို့ရုရှားသမ္မတပူတင်နဲ့အာဆီယံခေါင်းဆောင်တွေတွေ့ကြမယ်ဂျွန်လာမှာတွေ့ကြဖို့ရှိတယ်ဆိုတဲ့သတင်းလေးတခုလဲကျွန်တော်ဒီနေ့ဒါလေးလည်းပြောအောင်ပါဗောနော်ဒါကတော့စိတ်ဝင်စားဖို့ကောင်းတယ်ဘယ်လိုစိတ်ဝင်စားလဲဆိုတော့ရုရှားသမ္မတပူတင်နဲ့အာဆီယံခေါင်းဆောင်တွေတွေ့ကြမယ်ဆိုတော့ပူတင်ကအတီးပြုတ်ပြီးသွားပြီဘယ်မှာတွေ့မှာလဲဆိုတော့ရုရှားနိုင်ငံကာဇန်မြို့မှာတွေ့မှာဂျွန်လာအလယ်မှာရှေ့လအလယ်မှာကာဇန်မြို့မှာတွေ့မယ်အဲ့တော့ဒီလိုတွေ့မဲ့တွေ့ဆုံမှုနဲ့ပတ်သက်လို့နော်အခုဖိလစ်ပိုင်စီဘူးမှာကျင်းပတဲ့ပွဲမှာပူတင်စီကနေဖိတ်ကြားလာကိုပို့လိုက်ပြီအဲ့တော့အာဆီယံခေါင်းဆောင်တွေကိုလက်ခံရရှိပြီးသွားပြီအဲ့တော့အရေးကြီးတာကသူတို့တွေးကြမယ်ကိစ္စမှာမြန်မာခေါင်းဆောင်သမ္မတဦးမင်းအောင်လှိုင်တက်ခွင့်ရမှာလားတက်မှာလားပူတင်ဖိတ်မှာလားအာဆီယံခေါင်းဆောင်တွေနဲ့တပွဲတဲ့ထိုင်မှာတူထိုင်ရမှာလားဆိုတဲ့မေးခွန်းအဲ့ဒါကိုကျွန်တော်စိတ်ဝင်စားတာအဲ့တော့ဂျွန်လာလယ်မှာအကယ်၍ကျွန်တော်တို့သမ္မတကိုဖိတ်ထားတယ်ဆိုရင်ဂျွန်လာလယ်မှာဒီရုရှားနိုင်ငံကာဇန်မြို့မှာအာဆီယံခေါင်းဆောင်တွေနဲ့အတူရုရှားသမ္မတဗလာဒီမီပူတင်နဲ့တွေ့တဲ့ပွဲကိုနိုင်ငံတော်သမ္မတသွားတက်ရလိမ့်မယ်ဖြစ်နိုင်ခြေပုံများတယ်ဘာလို့ရုရှားနဲ့မြန်မာနဲ့ကချစ်ကြည်ရင်းမှုရှိပြီးသားအဲ့တော့ရုရှားပူတင်ကအာဆီယံခေါင်းဆောင်တွေပြောမှာပဲမင်းအာဆီယံစည်းဝေးတက်ခွင့်မပေးတာမင်းတို့ကိစ္စငါးနိုင်ငံမှာဖိတ်တဲ့ငါးနဲ့တွေ့မြပွဲတော့ငါတက်ခွင့်ပေးမယ်ကွာလို့ပူတင်ကလုပ်ပြောရတယ်ကျွန်တော်ပြောရတယ်ပူတင်ကဖိတ်ကိုဖိတ်လိမ့်မယ်အဲ့ဒါဒီဘက်ကသမ္မတညင်းရင်တော့လေသမ္မတညင်းတော့သမ္မတအခြားကိစ္စအရေးကြီးရှိလို့မတက်ဖြစ်လို့ဒုသမ္မတတောက်လွှတ်တာမျိုးလို့ဖြစ်ရင်လည်းဒါမသိဘူးပေါ့ဒါဒီဘက်ကခေါင်းဆောင်ရဲ့စဉ်းစားချက်ဒါပေမဲ့တိုးတော့တေချာတော့အာဆီယံခေါင်းဆောင်တွေနိုင်ငံချို့ကတော့ဟိုကကြူကြောင်ထလုံးမယ်ကကြီးကြောင်ထလုံးကြအောင်လားမသိတချို့လေလောက်ကြအောင်လားမသိတေချာတော့ဘယ်လိုဖြစ်ဖြစ်ရ
ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ဦးစားပေးဖိတ်ကြားမှုတွေမှာကျွန်တော်မြန်မာသမ္မတပါလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်။တေချာတော့ကောက်ချက်ချမယ်။တော့ပူတင်နဲ့အာဆီယံခေါင်းဆောင်တွေတွေ့ကြတဲ့ပွဲကြရင်တော့အမှအာဆီယံခေါင်းဆောင်တွေကျွန်တော်တို့သမ္မတမြန်မာသမ္မတဦးမင်းအောင်လှိုင်ကိုသူတို့ဘယ်လိုမျက်နှာနဲ့ကြည့်ကြမလဲကျွန်တော်သိချင်တာအဲ့ဒါပဲဘယ်လိုမျက်နှာကြည့်ကြမလဲသူတို့ပြောထားတာသမ္မတကိုသူဘယ်လိုကြည့်မလဲပေါ့နော်အဲ့ကြတော့မှဟာကိုကြီးဒီကောင်းလို့သွားလောက်ကြအောင်လားမသိဘူးတခါရရင်လေအဲ့လိုအာဆီယံခေါင်းဆောင်တွေကတကယ်တချို့ကောင်တွေတကယ်ဟိုမီဒီယာရှေ့မှာလာကွဲရလို့ရှိရင်လာလောက်တယ်ခင်ဗျာတော့မလုပ်နဲ့အဲ့တော့တို့ကျွန်တော်မြန်မာခေါင်းဆောင်တွေအဲ့လောက်ကြီးဟိုဖြစ်မနေဘူးတချို့ကိစ္စကြရင်ဟိုဘာလဲဆိုတော့မာမာထန်ထန်ပဲခက်တီတီပဲချတယ်ရှူတယ်ချတယ်အဲ့တော့ပူတင်နဲ့ဒီအာဆီယံခေါင်းဆောင်တွေတွေ့ကြတဲ့ပွဲမှာမြန်မာသမ္မတဦးမင်းအောင်လှိုင်ပါလိမ့်မယ်လို့ကျွန်တော်တော့ခံမှန်းထားတယ်မပါခဲ့တော့လေကျွန်တော်ခံမှန်းတာလွဲတယ်ပေါ့ဗျာနော်လွဲတယ်ပေါ့နော်အဲ့လိုမှတ်ပါအဲ့တော့ဒါလေးတစ်ခုရှိရင်နောက်တစ်ခုကဆက်သွားလို့တခါဒီခုရှီဂျင်းပင်နဲ့ Trump နဲ့အခုဒါတွေ့မယ်ပေါ့ဗျာမနေ့ကသူတွေ့ပြီပေါ့ဘာလို့ဆိုတော့ဟိုဒီနေ့ညရောက်လာပြီခုနလွန်ခဲ့တဲ့နိုင်ပိုင်းလေးကရှီဂျင်းပင်တို့ရဲ့ပေဂျင်းကိုသမ္မတ Trump ရောက်လာတယ်အဲ့သမ္မတ Trump ရောက်လာတယ်ဆိုတော့မိနစ်တနေ့မှာထပြီးတော့ရေးပေါ်ထလာတာမဟုတ်ဘူးသူတို့ကကြိုတင်ပြင်ဆင်ထားခဲ့ရတာအဲ့တော့သူတို့နိုင်ငံဆွေးနွေးပွဲတော့မှာ Elon Musk လိုကောင်မျိုးတွေနော် Elon Musk ကောင်မျိုးတွေနောက်တစ်ခါဗာလဲ Tim Cook လိုကောင်မျိုးတွေအကောင်တွေမှာကိုခေါ်လာစီးပွားရေး American ရဲ့တကယ်ဒိတ်ကြီးရဲ့ပုံကိုယ်တွေ CEO တွေဘာတွေကောင်ခေါ်ချလာတာကုမ္ပဏီကြီးတွေ Trump ကခေါ်ချလာတာကြည့်ရတာတော့ဟို Trump ကဒီပွဲမှာတရုတ်နဲ့တေချာတွေ့ပြီးတော့သူ့နိုင်ငံစီးပွားရေးကိုဆွတ်တင်မှုကိစ္စသူပြန်လုပ်မယ်ထင်တယ်နောက်တစ်ခုကသူတို့နိုင်ငံတွဲဆုံမှုကကမ္ဘာအတွက်ကောင်းကျိုးတွေရဖို့များမယ်လို့မျှော်လင့်ချင်တယ်ဒါပေမဲ့ခက်တာကအီရန်အရေးလိုဟာမျိုးတွေပေါ့နော်အီရန်အရေးလိုမျိုးမှာတရုတ်သမ္မတနဲ့ဟို Donald Trump နဲ့ကသူတို့အချင်းချင်းသဘောထားဘယ်လိုလာမလဲကျွန်တော်မသိဘူးစောင့်ကြည့်ရမယ်ပေါ့နော်နောက်တစ်ချက်ကမြန်မာနဲ့ပတ်သက်ရင်ရောသူတို့ရဲ့ဆွေးနွေးပွဲတွေမှာမြန်မာအကြောင်းက issue တစ်ခုဖြစ်နေပါလာနိုင်ကြီးရောရှိသလားမရှိသလားကိုကျွန်တော်တို့ကလည်းစိတ်ဝင်စားတယ်အဲ့တော့ဟိုပါလာခဲ့ရင်တော့အကြောင်းက PC လေးတစ်ခုဖြစ်နေပဲပြောရကြလိမ့်မယ်လို့ယူဆတယ်ဟိုမြန်မာအကြောင်းက issue ကြီးဖြစ်နေသူတို့ကြားထဲမှာထုတ်ပြောလို့တဲ့အထိမဖြစ်တော့ဘူးလို့ယူဆတယ်ဘယ်လိုဖြစ်သူတို့နှစ်နိုင်ငံခေါင်းဆောင်ဒီတာကမ္ဘာနံပါတ်1နဲ့3ထိပ်သီးခေါင်းဆောင်3ယောက်တည်းကနှစ်ယောက်ကတွေ့ရတယ်ဆိုတာဟာကမ္ဘာတစ်ခုလုံးကစောင့်ကြည့်နေတယ်ကမ္ဘာလုံးကစောင့်ကြည့်နေတာဘာရလက်တွေထွက်လာမှလဲစောင့်ကြည့်နေတယ်ကျွန်တော်တို့လည်းအဲ့ရလက်ကိုမနေ့ပြန်တစ်ပတ်ခါကျရင်သိကျင်တယ်ခံမှန်းကြည့်ကျင်တယ်သူတို့ဒီစွန့်ရင်ပူလုံမှုအရေးနောက်ယူကရိန်းအရေးအီရန်အရေးနော်တခါဒီဟော်မုတ်ပြည်လေကြာကိစ္စနောက်တစ်ခါဘာလဲဆိုအခြားသောဒီထိုင်ဝမ်အရေးဒါမျိုးတွေပါလာမယ်ဒါမျိုးတွေအများကြီးပါလာလိမ့်မယ်လို့ကျွန်တော်ခံမှန်းတယ်အဲ့တော့ဒီအရေးတွေအကုန်လုံးဆွေးနွေးနေဒီမြန်မာအရေးများထည့်ဆွေးနွေးခဲ့ရင်တော့စိတ်ဝင်စားဖို့ကောင်းပြီပေါ့နော်။အဆက်ပြင်ပြလို့ဒီအဲ့ဒါလေးရှိတယ်လို့ကျွန်တော်ပြောချင်တာ။အဲ့တော့ဒါလေးပြောပြီးတော့အပိတ်လေးကတော့ချားနိုင်မဟုတ်ဘူး။မနေ့ပြန်ကြရင်ရန်ကုန်မြို့ကလူတွေတခြားမြို့လည်းပါမယ်ထင်တာပဲဗျ။ပါမှာပါတနိုင်ငံလုံးလုံးချုံပါဥပဒေကတော့ရန်ကုန်မြို့ကလူတွေအခုလူကူကုန်းကျော်တရားကနေမကူပဲနောက်လူကူမြင့်ကြားနေမကူပဲမြောက်တန်နယ်တွေကနေမကူပဲနော်ကိုသဘောနဲ့ကိုကြုံရနေရဖြတ်တဲ့သူတွေတန်ငွေ3000လာပြီမနေ့ကစပြီ14ရက်နေ့မနေ့ကစပြီတဲ့နော်လူကူမြင့်ကြားတို့ဂုံးကျော်တရားတို့အမြောက်လမ်းတွေကနေမကူပဲနဲ့ကြုံရနေရကြုံသလိုဖြတ်ကူးတဲ့သူတွေကိုတဲ့နော်ဒီရန်ရကင်းရှင်းရေးနဲ့မော်တော်ယာဉ်စီမံခန့်ခွဲနည်းဥပဒေတွေကိုအဲ့ဒါကြောင့်ရှင်းပြမယ်ရှင်းပြရင်လည်းပေ3000တန်ကိုရိုက်မယ်ရိုက်ပြီးတော့ဒါနိုင်ငံတော်ဗဏ္ဍာတွေထည့်မယ်ဆိုပြီးပြောတယ်နော်အဲ့တော့လမ်းသုံးပြီးတဲ့သူတွေတတိထားပါရန်ရကင်းရှင်းရေးနဲ့မော်တော်ယာဉ်စီမံခန့်ခွဲနည်းဥပဒေ3နှစ်ခွန်အရချင်းချင်းလျှောက်လမ်းလျှောက်သုံးပြီးတဲ့သူတွေကိုယ့်အကူ platform နဲ့လျှောက်တာပြဿနာမရှိဘူးဟိုဘက်လမ်းဒီဘက်လမ်းဖြတ်ကူးရင်လူကူကိုကြော်တာကူပါလူကူမြင့်ကြကူပါနောက်မြောက်တန်နေရှိမြောက်တန်နေကူပါမဟုတ်ဘဲနဲ့ကြုံရနေကူရင်ခင်ဗျားတို့ဒုက္ခရောက်ပဲကျွန်တော်လည်းရန်ကုန်ရောက်ရင်ကြုံရနေမကူဘူး။ဒါကျွန်တော်မှတန်ငွေ3000ရိုက်ခံနေရမှာဆိုလို့နော်။အဲ့တော့တန်ငွေ3000နဲ့နော်။တာမန်ချင်းကပြည်သူတွေ3000ဆိုတာလည်းမနှဲပါဘူးဗျာနော်။3000ဆိုတာမနှဲပါဘူး။အဲ့တော့ဟိုကိုသာစောက်ရှောက်ကြပါပြီးတော့ဒါကမှန်လားမေးဥပဒေကမှန်ပါတယ်နိုင်ငံတော်ကဥပဒေကမှန်ပါတယ်။ဘာလို့ဆိုတော့တခြားနိုင်ငံတွေလည်းဒီလိုလုပ်ပါတယ်စင်ကာပူမှာခဏသွားကြည့်ပါလားပူတော်ဆိုးဝင်အဲ့တော့ဘယ်နိုင်ငံမှာမဆိုမှန်ပါတယ်အဲ့တော့ဥပဒေရလောက်တာဖြစ်တဲ့အတွက်ကျွန်တော်ဒါကိုတော့ကန့်ကွက်စရာအကြောင်းမရှိဘူးဒါပေမဲ့ဟိုလူတွေကလည်းကိုယ့်ဘက်ကလည်းသတိထားဆင်ခြင်ကြဖို့တိုက်တွန်းချင်တယ်နော်ကိုဆင်ခြင်ပြီးတော့သတိနဲ့ထားကိုယ့်အိတ်ထဲပတ်စံလေးရှော့ကနေမထွက်အောင်သတိထားတွာလာနေထိုင်ကြပါလို့ကျွန်တော်တို့ရန်ကုန်ကချစ်မိတ်ဆွေတွေပြောချင်ပါတယ်နေပြည်တော်ကချစ်မိတ်ဆွေတွေလည်းပါမယ်ထင်တယ်မန္တလေးကချစ်မိတ်ဆွေတွေလည်းပါမယ်ထင်တယ်အဲ့တော့ချစ်ကြသူများအားလုံး3000ဆောင်တော့ထားအောင်နော်လို့ပြောရင်းနဲ့ဒီနေ့တော့လောက်ပါပဲအားလုံးပဲခွေးသားရှိပါတိုင်းပေါ်စေနာမှန်ထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်လက်ဝါး TV ပြောနေတဲ့လူမိုက်လူရန်ကလူတက်အချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်းမျိုးတော့ပါလို့ပြောရင်းနဲ့ဒီနေ့လည်းကျွန်တော်တို့တရက်နီးလာခဲ့ပြန်ပြီပေါ့ဗျာ